လုပ်ပွဲပြောလားကျွန်တော်ပြောတာ ကျွန်တော်ပြောပြတယ်သူတို့လည်းကိုယ် ရှုံးနေအောင်မင်းရှုံးပေးမအောင်မပြောနဲ့အခုအရှုံးပေးရဆိုပြေးပလိုက်ငါတို့အဝေးကမင်း အေးဘယ်သူပြောတာလဲအရှုံးမင်းမဲ့အခုကျွန်တော်ပြောမယ်အရှုံးကျွန်တော်အရှုံးမင်းမဲ့ဆိုတော့ဘယ်ကောင်ကကိုမင်းပြောတာလဲကျွန်တော်စိတ်ထဲမှာမထားပဲထုတ်ပြောတယ်ဆို ဒီလို30တောင်ဆွဲပလိုက်တယ် ဘယ်ကောင်ပြောလေဘယ်ပြောလဲပြော တောင်းဆရာလေးလည်းပြောတယ် တောင်းဆိုင်ဘယ်လိုပြောတာပြော ဟာမင်းတို့ပွဲပြီးတော့မင်းအဲ့လိုလုံပွဲမဆော့ရဘူးဆိုပြီးတော့မင်းတို့ပြောတယ် ဘယ်လိုလာပြောတာလဲဘယ်လိုလာပြောလုပ်ပွဲလည်းမစောအောင်ဆိုပြီး အားပေါ်မှာပြောတယ်တဲ့ တခေါ်မပြောဘူးမရှောင်နဲ့ကိုမင်းသိလားတမပြောတာအတိအကျမသိပဲမရှောင်နဲ့တမပြောတာကိုကြားပြီးတော့မရှောင်နဲ့ကိုမင်း လာပြီးလက်ကလိုက် ကိုမင်းမရှောင်နဲ့ မင်းတောင်းဆရာလေးကဖာကြတာပေါ့အဲ့ မဆိုင်တော့ကိုမင်းတို့ကိစ္စကျွန်တော်ပြောကိုမင်းတို့ကိစ္စအဲ့ကိစ္စကျွန်တော်သိချင်တာရှင်းရှင်းလေးကျွန်တော်နာမည်ကိုမင်းတက်ပြောကျွန်တော်သိချင်တာသူကျွန်တော်နာမည်ထည့်ပြောတာမဟုတ်ဘူး ဒီလိုပြောတာလား မဆိုင်ဘူးကိုမင်းကျွန်တော်ပြောမယ်ကျွန်တော်အခုမှကျွန်တော် record အကုန်ယူထားတယ်ကျွန်တော်နာမည်ကိုထည့်ပြောတာကိုမင်းတယောက်ပဲရှိတယ်ကျွန်တော်နာမည်လုံပွဲဆိုပြီးထည့်ပြောတာကိုမင်းတယောက်ပဲရှိတယ်တောင်ကိုယ်တခုမှမပြောပါကျွန်တော်နာမည်ကို ဆုံးမလို့ရမယ်ဒီပြောပြောတယ် ပြောလို့မရဘူး မဆိုင်ကိုမင်းကျွန်တော်ဆုံးမတာမဟုတ်ဘူးဆုံးမခြင်းကျွန်တော်နှစ်ယောက်တည်းဖုံးဆက်ပြီးပြောလို့ရတယ်live ပေါ်မှာပြောတာ live ပေါ်မှာတနင်္ဂနွေလုံးကြည့်နေချိန်မှာပြောတာဆုံးမတာမဟုတ်တော့တိတ်ခါကြတာပြောသွားပြီ မင်းငါမင်းမဟုတ်ဆိုရင်ငါပို့ပြန်တင်မယ်ပြီးနောက်ဘာမှမပြောတော့ဟုတ်ပြီလားမင်းနဲ့ပတ်သက်ပြီး မရဘူးပြောလို့မရဘူးကိုမင်းအဲ့လိုတကားလွတ်လွတ်တယ်ပြောလို့မရဘူးကျွန်တော်ပြောအရှင်းလေးကျွန်တော်ကိုမင်းပြောတဲ့နောက်မှာကျွန်တော်မင်းသားလေးကိုမင်းပြောတဲ့နောက်မှာဒါကျွန်တော်ပြောတာအခုခွေးဖို့မကောင်းဘူးဆိုရင်ကျွန်တော်ဒီကောင်ကျွန်တော်ကလက်ထက်ကကျွန်တော်ထုတ်မယ်ကျွန်တော်ကိုသားပြို့ကျွန်တော်လုံးဝမခတ်ခိုင်းတော့ဘူးကျွန်တော်ကအရှင်းလေးကျွန်တော်တို့တိတ်ခါတွေအများကြီးရှိတယ်ကိုမင်းပြောတဲ့စကားမှာခွေးဖို့မကောင်းရင်ကျွန်တော်ခွေးဖို့ကိုကစ်မှာကိုမင်းမကောင်းဆိုရင်ကိုမင်းကိုကျွန်တော်တရားဆွဲမှာကိုမင်းပြောမယ်ဆိုရင်တိတိကျကျမှန်မှန်ကန်ကန်အချက်လက်တိကျထုတ်လိုက်အခုကျွန်တော်ပြောအရှင်းလေးကျွန်တော်ကမဟုတ်တာပြောရင်ကိုမင်းကိုကျွန်တော်တရားဆွဲမှာခွေးဖို့မဟုတ်တာလို့ရင်လေခွေးဖို့ကျွန်တော်တခါတည်းနာမည်ပြစီရင်သွင်းမှာကျွန်တော်ပြောအရှင်းလေးကျွန်တော်တို့တိတ်ခါတွေပါတယ် အခုကျွန်တော်ကဲမဟုတ်မနဲ့မင်းလေးတိတ်ခါပါတယ်ကျွန်တော်တို့မားပါတယ်ဆိုတော့ကျွန်တော်တောင်းမှပြီးမရလား အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာချင်းလုံးလောကမှာအတော်လေးကြရက်ရိုက်ခတ်သွားတဲ့နာမည်ကျော်ကြီးစားခြင်းသမားခွေးပူရဲ့ရုပ်တံဖိုင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူ့အပေါ်လုတ်ပွဲလုတ်ကစားတဲ့ဆိုပြီးဆွဆွဲလာတဲ့အချက်တွေကို line ပေါ်ကနေအားမချောင်ပဲတက်လာရှင်းမှုဘယ်လိုမျိုးပြက်ပြက်တသားစိန်ခေါ်တုတ်ပြန်လိုက်လဲဆိုတာအတူတူကြည့်ရှုလိုက်ရအောင်ဗျာ လှုပ်ပွဲလို့ပြောနေကြတဲ့ဆရာကြီးမြန်လာလို့ရပါပြီနော်တဲလာပြောပါလေပေါ်တင်တိုင်းတဲလာပြောပါယောက်ျားလေးကြီးပဲဗျဟာလာတဲလာပြော line ပေါ်နဲ့အားချောင်းနေနဲ့ကျွန်တော်တို့ကပြန်မပြောဘူးဆိုတော့လေဒီထိုင်းမြန်မာပွဲရှိတဲ့အတွက်ဒီကိုမြန်မာနိုင်ငံကိုစားပြုကစားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံနာမည်နဲ့ကစားမှာဖြစ်တဲ့အတွက်ဘာမှမတုတ်ပြန်တာနိုင်ရှုံမကောင်းလို့ပေါ့နော်ဒါကျွန်တော်တမျိုးတည်းကမှထိုင်းမြန်မာပွဲသူကလို့တင်တာတော့ကျွန်တော်ဖေးချင်းမလို့ပါကြတင်တာတော့ဘယ်လိုတင်ကြမလို့တွေကအဲကြောင့်ကျွန်တော်မပြောတာပါနော်ဒါဟိုသူကဒီထက်ပိုဆိုးလာတယ်ပေါ့နော်တီးခံနေတဲ့တန်းတာလုံးဝလွန်သွားပြီကျွန်တော်တို့အများကြီးတီးခံခဲ့တယ်နော်ကျွန်တော်အများကြီးလည်းတီးခံခဲ့တယ်အများကြီးလည်းကွက်ကိုနေခဲ့တယ်ဘယ်သူမှလည်းကျွန်တော်တို့မပြောခဲ့ဘူးရှဲမလို့ပွဲတိကျအရှုံးမိတာလားအဲ့ဒါကျွန်တော်ပြောပြရပြန်နော်ပြောသားကြီးတဲတာပြောပါဘူးကိုမင်းတဲပြောတာကျွန်တော်လည်းတဲပြောတာသူကျွန်တော်တဲပြောနေဟုတ်သူလာခဲ့လိုက်တယ်ကျွန်တော်သူတဲခေါ်နေတာကကိုမင်းခေါ်နေတဲ့အဲ့ဒီမှာပုံစံအဲ့ဘုဒ္ဓလင်ဝင်တယ်ကျွန်တော်တဲခေါ်နေလာခဲ့ဒီကိုဘကကျပြေးဆိုရတာတော်တော်များတီးကြတယ်ဗျာနော်သူနဲ့လည်းနည်းနည်းနီးစားရအကြောင်းလေးတီးကြမှာပါတွေ့ကြမှာပါချိန်လိုက်ပါမျိုးယောက်ျားချင်းတက်ချင်းကြတယ်ကျွန်တော်ရှင်းမှာကျွန်တော်ယောက်ျားတက်ရှင်းမှာရှင်းလေကျွန်တော်ဘယ်သူမှလည်းကျွန်တော်ပြဿနာမချဘူးကျွန်တော်ဘယ်သူနဲ့မှလည်းဇာတ်မနာဘူးကျွန်တော်မှရှုပ်ရှင်းဆိုတာလည်းမရှိဘူးဘယ်သူနဲ့မှအဲ့တော့ကျွန်တော်လာရှုပ်တယ်ကျွန်တော်ဒီချင်းကစားလာတာချင်းလောက်ကမှကျွန်တော်ရက်တည်လာတာဆယ်စုနှစ်တခုရှိပြီနော်အခုမှကျွန်တော်ချင်းကစားလာတာမဟုတ်ဘူးလှုပ်ပွဲတာကျွန်တော်တကယ်အမှန်ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်ချမ်းသာလာကြပြီပေါ့နော်ဒါတော့ရွှဲပြောတဲ့ပုံစံမျိုးပါလှုပ်ပွဲတာကျွန်တော်တကယ်ကစားခဲ့မယ်ဆိုရင်ကျွန်တော်ချင်းကစားလာတာဆယ်စုနှစ်တခုပြည့်နေပြီလှုပ်ပွဲတာကျွန်တော်တကယ်ကစားခဲ့မယ်ဆိုရင်ကျွန်တော်ကောင်းမှုနေနိုင်ထိုင်နိုင်စားနိုင်ပြီပေါ့နော်လှုပ်ပွဲလို့ပြောအောင်လေဘာဒီများတတ်တည်အချက်လက်ရှိလို့လှုပ်ပွဲလို့ပြောရတယ်ပရမတ်ရရှုံးရတယ်နောက်နေ့ပြန်တက်ခဲ့တော့နိုင်တယ်ဒါနှစ်ဖက်ကစားသမားကလည်းကြိုက်လို့စောကြရတယ်နှစ်ဖက်လုံးကကျွန်တော်လည်းကြိုက်လို့စောကြရတယ်သူတို့လည်းကြိုက်လို့စောကြတယ်အကုန်လုံးလောဘသားကြီးပဲဒီလောကသားညနေကောက်ခံရမှာပဲညနေကောက်ခံဆိုတများမဟုတ်တယ်လို့ကလေးကြီးကြလည်းပြောတာမဟုတ်ဘူးခုံးလုံးရှိတော့ကောင်စားမှာပဲခုံးလုံးမရှိတော့ကောင်တော့ဒီမှာအခုလိုက်ပြီးတော့ချီးတုပ်ပြီးလိုက်ရမ်းနေမှာပဲအစားရတဲ့ကောင်တော့စားရတဲ့ကောင်တွေတော့ငြိမ်နေပါပဲမင်းတယောက်လည်းရှင်းပြလို့ဖြစ်မတော့ညီလေသူကျွန်တော်စောင့်နေတာပေါ့နော်သူတကယ်လို့ဒီ live ကိုမလာဘူးလာမပြောဘူးလာမရှင်းပြဘူးဆိုလို့ရှိရင်ဖုန်းခေါ်ပါနော်ဖုန်းနဲ့တိုက်ရိုက်ပြောပါရန်လုံးလို့ပြောတာကျွန်တော်တို့ကစားခဲ့တာဗျချင်းကစားလာတာနာမည်ပြဘဏ္ဍာကရှိဘူးလေငွေကြီးပြဿနာဘဏ္ဍာကရှိဘူးလေဘဏ္ဍာကကြားခဲ့ဘူးလေတမယောက်လည်းရန်လည်းမလုပ်ခဲ့ဘူးမနာလို့လည်းမရှိဘူးကျွန်တော်တို့
တမန်နိုင်လို့ရှိရင်လက်ကုပ်တီးပြီးလဲကိုနိုင်ကိုယူရတယ်လှုပ်ပွဲတာကျွန်တော်တကယ်ဆိုပါဆိုဗျာဟိုကကျွန်တော်ခက်တဲ့ပွဲတွေခုနောက်ပိုင်းတပွဲကိုကိုလည်းဖယ်ရားပြီးပြောတာမဟုတ်တပွဲကို3-400တက်နေတာဗျာအနည်းဆုံး100-200တက်နေတာဗျာလှုပ်ပွဲကလည်းကျွန်တော်နှစ်ပွဲ3ပွဲလောက်ခဲ့ပြီကျွန်တော်အေးစိဥနေမှာဟောဗျာချင်းမကြိုက်လို့ရှုံးပေးတာကြတော့သူတို့လိုင်းသမားတွေပေါ်လည်းမူတည်တယ်ချင်းမကြိုက်လို့ရှုံးပေးတာကျွန်တော်တို့ဒါဥမာပြောမယ်ကျွန်တော်လိုင်းသားနဲ့ခက်တယ်ဗျာလိုင်းသား3နဲ့ကျွန်တော်ကြည့်တိုင်းမော်ကြီးခက်တယ်ကျွန်တော်ပထမနေ့သူတွေကိုယ်တင်သွားတယ်နော်သူတွေကိုယ်တင်သွားနေပွိုင်ရောနဲ့ရှုံးရတယ်ပွိုင်ရောမှတနိုင်လောက်ကြာသေးတယ်နော်အဲ့ဘောလည်းလှုပ်ပွဲတွေလူတွေရှိသေးတယ်အဲ့ဒါကြတော့ကျွန်တော်တို့ကစားသမားဘက်ကဘယ်လိုအစီအစဉ်လဲဗျပြီးအဲ့ပွဲကျွန်တော်တို့ရှုံးရတာနောက်နေ့ပြန်တယ်ဒါရှုံးလို့မကျင်တော့ကျွန်တော်တော့ပြန်နိုင်ပြီးပြန်တယ်တဲတော့ကြေးဘယ်လောက်ဖြစ်မလဲ17သိန်းပဲဖြစ်မယ်မဟုတ်ဘူးကျွန်တော်22သိန်းလောက်ကစားခြင်းနဲ့ခွေးဖြစ်မလားဆိုတော့ခွေးမမေးလိုက်တော့ခွေးမလည်းမဖြစ်ဘူးသူတို့က17သိန်းပဲဖြစ်တော့ဟုတ်ပြီအဲ့ဒါလည်းညီလေးတို့17သိန်းကစားမယ်ပေါ့ကစားမယ်ဆိုကစားလိုက်တာပြီးမှကိုကျွန်တော်တို့ရှုံးလာတော့ဗျကိုပတ်စံပထမတစ်ရက်ကရှုံးလိုက်ဘေးကြီးလည်းရှုံးလိုက်ပြီးတော့နောက်ရက်ကျတော့ကျွန်တော်တို့နိုင်အောင်ပြန်ကစားမယ်ဘေးကြီးဆွဲမနိုင်အောင်ကိုပတ်စံကိုပြန်ယူမယ်ဆိုပြီးတော့ထုတ်ထားကြတာအဲ့ဒီလည်းကြာဖြစ်လဲပြကျွန်တော်ကြေးကသူတို့ဘက်ကလုံးပါပြီကျွန်တော်တို့ဘက်က10ခုနေပြီပဲကျွန်တော်တို့ပွဲရှုံးလာတာပွိုင်ရောတဲတန်ရှုံးလာတယ်ဗျသူတွေကိုလည်းခိုက်ပွိုင်ရောမတနိုင်တော့ကြာပြီရှုံးလာတယ်အဲ့တော့နောက်နေ့ပြန်ခတ်တော့ကျွန်တော်တို့ဘက်က10ခုကြီးမဲ့လိုက်သမားတွေအကုန်လုံးကျွန်တော်တို့ကသားသမားသိရလားဆိုတော့ကိုခွေးဘူးရေးကြည်သားရေးမော်ရေးဒီလိုကြောင်းရှိတယ်ကိုတို့ကမင်းတို့ပွဲကိုမင်းတို့ဘက်ကလူကြိုက်များနေလို့ဒါဟိုလိုက်သားဘက်ကလူကြိုက်နေလို့တိတ်မရှိလို့ဒါမင်းတို့ပွဲကိုမင်းတို့ဘက်ကလည်းကြေးဖောက်လိုက်တယ်ညီလေးတို့ကြိုက်လားအဆင်ပြေလားအကြိုက်မှယူမကြိုက်မယူလဲဒီလိုလေးလာပြောတာမရှိဘူးကျွန်တော်တို့သူတို့ကသူတို့လုံးချင်တာလုပ်တယ်10ခုဖောက်တယ်ဟိုဘောစီယူလိုက်ဟိုဘောစီယူကြတယ်အဲ့လိုပဲယူကြတယ်ယူနေကြတယ်နိုင်ရောလို့ကျွန်တော်တို့ရှိမဟုတ်ဘူးတစ်ထောင်မရဘူးအေးတပူမရအောင်မဟုတ်ဘူးကျွန်တော်ရှိရှုံးသွားတာဆိုပြောခံတာရှင်းမုံပွဲအသေးချာရှုံးမိလိုက်တာလားဆိုတော့ဘယ်လိုပြောရှုံးမိလိုက်တာလားဆိုတော့အခုလက်ရှိမှာရှင်းပွဲတစ်ပွဲဖြစ်ဖို့မလွယ်ဘူးနော်တပွဲတစ်ပွဲဖြစ်ဖို့ဆိုမလွယ်ဘူးအခုကျွန်တော်ရဲမုံနဲ့ဂုံလေးခက်ပါကျွန်တော်ပြုတ်ထက်ခက်တဲ့ကြောက်ကြောပဲရှိတော့ကြောက်နိုင်မှာပြုတ်ခက်ခက်တယ်လို့မရှိဘူးအဲ့တော့တပွဲတစ်ပွဲဖြစ်ရင်လေကြေးကောင်းကောင်းအလဲကြေးကောင်းကောင်းဖြစ်မှခစားသမားတွေမှန်မှန်ကန်ကစားမှာနိုင်အောင်ချမှာအဲ့တော့မှမမကကစားကြည့်လို့စေချင်လို့ရှိရင်အခုလိုပြဿနာတွေမတက်သေးချင်ခင်ဗျားတို့သူတို့ကောင်းနေအမှဘောစီတွေထည့်ပေးလိုက်တယ်ကျွန်တော်တို့လည်းကြိုက်တယ်သူတို့လည်းကြိုက်တယ်ပွဲဆိုနှစ်ဖက်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်က55သိန်းကစားခြင်းတယ်သူတို့ဘက်က22သိန်းပဲဖြစ်တယ်ခင်ဗျားထည့်ပေးနိုင်လားခင်ဗျားကပြောနေလို့ထည့်ပေးနိုင်လားဘယ်ကောမှမထည့်ပေးနိုင်ဘူးဘယ်သူမှကိုယ်ရဲ့ပတ်စံပါမခံဘူးပြီးကျွန်တော်တို့ခက်နေတဲ့ပွဲတွေကလည်းဒါပွဲတိုင်းလို့တော့ပါဒါဘာဖြစ်လို့ပြောတာမဟုတ်ပွဲတိုင်းလို့ကျွန်တော်တို့ဘက်ကကြီးပဲ10ခွန်18တွေဗျာနောက်ဆုံး16ခေါ်ချိုးတွေပဲဖြစ်သွားဒါတဖြည်းဖြည်းနဲ့အဲ့လိုလေးများလာတော့ပွဲပေါင်းလေးများလာတော့ကျွန်တော်လည်းဒါနည်းနည်းတွေးမိလာတာဗောနော်ကျွန်တော်တို့ဖွဲ့မယ်စောက်ချင်းရုံနေရလားဘယ်လိုလဲဒါနည်းနည်းလေးတွေးလာတာဗောနော်ရှမ်းမနဲ့ပွဲသိတာပါတယ်ကွာကျွန်တော်ဘေးကြီးမရဘူးကျွန်တော်ဘေးကြီးမရဘူးကျွန်တော်မကြိုက်ဘူးတဲချက်5သိန်း5000ပဲဖြစ်တယ်ကျွန်တော်ရှုံးပေးတယ်မရလားသူကဘေးကြီးဆွဲတာမဆွဲတာကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လည်းတခါမှလာပြောတာမဟုတ်ဘူးနော်ဘယ်သူမှလည်းကျွန်တော်လာပြောတာမဟုတ်ကျွန်တော်နိုင်သွားတော့သူတို့ကျွန်တော်ဘာတွေများပေးလို့လဲဘာတွေများလာပြီးနေလေဒီမှာမဟုတ်ဘူးတည်တယ်မို့လဲဘယ်သူဘာပေးတာရှိလို့လဲ ရဲမော်နိုင်လို့ရတယ်မှာဟုတ်တယ် ရဲမော်လည်းပြီးတော့ကျွန်တော်နိုင်လို့ရတဲ့လူလားအရုပ်လေးတရုပ်လား မြန်မာတနိုင်ငံလုံးစိန်ကုန်တာ ရဲမော်မြန်မာနိုင်ငံလုံးဂုံလေးကိုစိန်ခေါ်တာတော့ကျွန်တော်သွားမခက်ရလို့မခက်တာသူက32သိန်းစိန်ခေါ်တာအကိုမင်းကိုနိုင်ဒေတာသူနဲ့ပဲကျွန်တော်ချိတ်တာသွားမစိုးရလို့မစိုးတာမေးကြည့်လိုက်မှသူအဲ့ဒါကိုနိုင်သွားမှလာပြီးဟိုဘာဖြစ်လဲလှုပ်ပွဲဆိုလို့ရှိရင်လှုပ်ပွဲဘယ်လိုလဲဘယ်လိုကလှုပ်ပွဲလဲပြောလှုပ်ပွဲဆိုဘယ်လိုလဲရှင်းနေဒါတော့ဘယ်တစ်ပွဲရှုံးပြီးတော့ပြန်လာလှုပ်ပွဲလားဟောလှုပ်ပွဲပြောတယ်ချင်းသမားထဲမှာလှုပ်ပွဲမစောတဲ့ကောင်ဆိုတာမရှိဘူးအဲ့လိုဆိုလို့ရှိရင်နော်ခင်ဗျားတို့ပြောသလိုတပွဲရှုံးပြီးနောက်ပွဲအနိုင်ပြန်ခက်လို့အဲ့လိုနှစ်ပွဲပုံစံမျိုးလှုပ်ပွဲဆိုလို့ရှိရင်အဲ့လိုမစောတယ်တရားမရှိဘူးအကုန်လှုပ်ပွဲစောတဲ့ကောင်တွေပဲကစားသမားတွေဗျာကိုကြိုက်တဲ့ခြေရမှာကိုကြိုက်တဲ့ပုံစံရမှာကိုကြိုက်တယ်လို့ခံမှာပါဗျာဘယ်သူမှတင်မလောင်မလို့လေကျွန်တော်လည်းစပွန်ဆာလောင်းမိတာမဟုတ်ဘူးနော်တခါလေးပြောတာဖို့ဖို့လည်းပြောတာတခါလေးကျွန်တော်လည်းစပွန်ဆာလောင်းမိတာမဟုတ်ကျွန်တော်ကြည်သားမော်ကြီးခက်တယ်ကျွန်တော်တို့တက်တာကျွန်တော်လောင်းတယ်ကျွန်တော်တို့ကလေကြီးတဲ့ချင်း22သိန်းဖြစ်ရင်မင်းသားလေးတပွဲဘယ်လောက်လောင်းရလဲဆိုတာကိုတို့လက်မကြည့်လိုက်မယုံလို့ရှင်သူ့တဲ့မင်းသားလေးသူများဆုံးလောင်းမှာ3သိန်း5သိန်း5000ပဲလောင်းရတာတိတယ်ကျွန်တော်ကစားသမားတော့လောင်းတာကျွန်တော်မော်ကြီးကြည်သားကိုယ့်ကိုစီလောင်းတာရှုံးကိုယ့်ခံတယ်နိုင်ကိုယူတယ်အဲ့တော့မှလာပြီးလှုပ်ပွဲလာပဲဘယ်ကောမှကျွန်တော်မလောင်းဘူးဘယ်ကောမှလည်းအောက်ကြမခံဘူးရှင်းတယ်ကိုယ့်ကိုနေတာကျွန်တော်တို့မရှိမစားဘူးကျွန်တော်ပတ်တာလို့လေဟိုလူဖာဒီလူဖာလည်းကျွန်တော်မလုပ်ဘူးเนาะစိတ်လည်းမဝင်တာဘူးအဲတပတ်ကိုအောက်ကြမှာကျွန်တော်ကြောက်တယ်ကျွန်တော်ပုံစံနဲ့ကျွန်တော်နေတာကျွန်တော်လှုပ်ပွဲဆိုတော့လေအဝေးเนาะအဲ့တော့လာပြီးအားချောင်းရအခုတက်မလားချောင်းမလားကြီးနားမလားပုံဖော်မှာကဲ
ကဲကိုမင်းနော်ကိုအခုပြောရတယ်ကိုတစ်ချက်လာရှင်းပါနော်ကျွန်တော်တို့စောင့်နေတာအခုဒီမှာလာမရှင်းဘူးဆိုရင်တော့ကျွန်တော်ဖုန်းခေါ်မယ်ဗျာနော်ဖုန်းခေါ်ပြီးတော့တိုက်ရပြောမယ်နော်အဲ့လိုခိုင်းချင်းချစ်တဲ့သူတွေစော်ကားတာဆိုကျွန်တော်တို့ကရှုံးပေးရတယ်လေရှုံးမပေးရတာမဟုတ်တာအဲ့ရဲဘုံနဲ့ကကျွန်တော်ရှုံးသွားတယ်9သိန်းအောင်ပေးစင်းနဲ့လေးဆိုရတယ်9သိန်းကျွန်တော်ပေးရတယ်လေကျွန်တော်ပေးရတယ်လေမပေးရမရှုံးတော့ဘာဖြစ်တာမဟုတ်တာ ဘယ်ရမပြောပြရလို့မပြော အခုတော့မြေမှာကိုမင်းနဲ့ရဲဘုံနဲ့မကွင်းနဲ့မှရှိတာမေးကြည့်ပါလားသူမေးလိုက်ပါလားညှိလာလားမေးလိုက်ပါရဲဘုံနဲ့ကျွန်တော်ညှိလာလားအဲ့ဒါရဲဘုံကကျွန်တော်ရဲဘုံကျွန်တော်ရှုံးပေးခဲ့လို့ရဲဘုံကကျွန်တော်အဲ့လိုပဲရှုံးပေးသွားတာညှိတာအဲ့လိုလည်းမရှိတာဘာလို့အဲ့လိုပြောတာအမေကဖုန်းခေါ်သွားတယ်သူလာတော့စောင့်တယ်နော်သူမလာလို့ရှိရင်တော့ဖုန်းခေါ်အရှုံးပေးတာကြည်တာတစ်ဖက်ကပြန်ဆွဲတဲ့တန်ကြောင်အခုအဲ့လိုပြောရေးဆိုလို့ရှိရင်ဗျာကျွန်တော်တို့ကသာသမား3ယောက်ရှိတယ်ကျွန်တော်ကြည်လာမော်ကြီးကျွန်တော်လည်းကျွန်တော်ပတ်စံကျွန်တော်ခက်တာကြည်တာလည်းကြည်တာပတ်စံကြည်တာခက်တာမော်ကြီးလည်းသူ့ပတ်စံသူခက်တာသူကြိုက်တဲ့ဘောသူကြိုက်တဲ့ဘက်လောင်းမှာပေါ့သူ့တော့ပြောပုံရှိတာကျွန်တော်တို့တော့ဆိုမလို့မရဘူးအခုမော်ကြီးနဲ့မတ်ကြီးနဲ့ခက်တဲ့ပွဲကျွန်တော်မော်ကြီးဘက်မကြိုက်ကျွန်တော်မတ်ကြီးဘက်တော့လောင်းတယ်အဲ့ဒါကြတော့မော်ကြီးနိုင်ပါမော်ကြီးလို့ပွဲပဲလားမင်းနဲ့ပြန်နေပွဲ ကဲအဲ့ကိုမင်းနဲ့ပဒံနဲ့ပွဲတွေကြတော့ကဲပဒံမှာလောက်ပွဲခက်တယ်လောက်ပွဲခက်တယ်အဲ့လိုပေါင်းခက်တယ်ကြတယ်မလို့ပဲကိုမင်းကမှလောက်ပွဲခက်တာလားဒီနံပါတ်ပြရှိတဲ့ကောင်နဲ့ဟိုနံပါတ်ပြတစ်ခါနှစ်ခါမဟုတ်ဘူးအမြဲတမ်းရှိနေတဲ့ကောင်နဲ့ तू ကပေါင်းခက်တယ်ဆိုတော့ तू ဘာပါလဲဖုန်းဆက်ပြီးပြောမယ်နော် तू မနေ့စောင့်နေမလားဘာကဲဟိုလူ ဟုတ်ရဲ့ဘောနောက်ဟုတ်တယ်လားဗျာ ကိုထူကကောင်းတယ်အေးယူရောဒီလာ 6ခုကောင်စားလားကြာကြီးမစောင့်နိုင်ဘူးโอเคပါခေါ်နေပြန်မှာဖုန်းခေါ်နေသူ အဲ့နောက်မှာပြောနိုင်တော့ကဲ ဘုမအတန်ဝါอืม ဖုန်းခေါ်နော်မငန်းသေးဗျဟယ်လို ဟယ်လိုဟုတ်ကဲ့လူလည်းမသိဘူး ကိုမင်းရှိလားမသိဘူးဗျ ကိုမင်းကသူကညဆိုရင်မျိုးတွေကိုသွားတယ်ညဆိုဒီဖုန်းကြီးကပေါင်းခဲ့ပါလေရှင်ပေါင်းခဲ့တော့ပြန်လာရင်တော့ရွေးမလားဘာလားတော့မသိပါဘူးရှင်ကျမတို့ချင်းကုန်ပေါင်းခဲ့ပါတယ်လူလည်းမသိဘူးကွာ ဟုတ်ပါဟုတ်ပါသူဆက်တော့ရမှာဖုန်းလေးရှိလားမသိဘူးမ ဟုတ်ဆက်တယ်လို့ရတာတော့မရှိဘူးဗျဒီဖုန်းကိုသူပြန်ရွေးရင်တော့ရမယ်ဗျ ဟောဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော် လူလည်းမသိဘူးကိုကြီးဘယ်သူလို့ပြောရမလဲ ခွေးပူပါခွေးပူလို့ပြောသူပြောတယ်သိပါလား ခွေးဘူးဟုတ်ကဲ့ဟုတ်ကဲ့လိုင်းအဲသူ့ဖုန်းဒီတဲသူစမ်းကိုချင်းမပြန်လာရင်တော့နားလည်းမငါ့ဘူးသူလည်းရအောင်ဖုန်းကပြန်ပတ်စံရမှာတော့ပေးချင်တာဖုန်းကလည်းပြောမလို့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့နော်အားကြောင့်မလို့ပါ ဟုတ် ဖုန်းပေးလိုက်ရင်လည်းပတ်စံမပေးမှဆိုလို့ကြောက်လို့ ဟုတ် ဟာ နေနေတယ်နော်ဖုန်းခေါ်ရတယ်ခေါ်မရကျွန်တော်ပြောနေတာဗျကိုပြောတဲ့စကားကိုသူတောင်ကိုစရာလေးနဲ့သူတို့ဖြစ်တာပဲဒါကျွန်တော်တို့ကသားသမိုင်းနဲ့ပါဆိုင်နဲ့သူအဲ့လိုမျိုးလာပြောရတယ်ကိုပြောတဲ့စကားကိုတာဝန်ယူပဲဖြစ်တဲ့ကျွန်တော်အဲ့ဒါပဲသူကျွန်တော်လှုပ်ပွဲလို့ပြောတယ်လှုပ်ပွဲနဲ့ပတ်သက်တဲ့အချက်လက်တွေသူပြောရတဲ့ကျွန်တော်တာဝန်ယူပြကျွန်တော်တကယ်လို့လုပ်တယ်ဆိုတော့ကြောင့်သူပြကျွန်တော်တက်တည်ပြတာဝန်ယူကျွန်တော်တို့ကျွန်တော်အဲ့ဒါပဲသူတောင်ကိုစရာလေးလိုက်တယ်ကျွန်တော်ကြည့်ပါသူတောင်ကိုစရာလေးသူ့ကိုစကားတစ်လုံးမှားသွားတယ်အဲ့သူ့နာမည်မပါဘူးနော်ပတ်တန်တော့ဘာဖြစ်လဲကြာဖြစ်လဲသူပြောလိုက်တော့စကားတစ်လုံးမှားသွားအဲ့စကားသူတာဝန်ယူပဲနဲ့သူလည်းအခုကျွန်တော်ပြောတဲ့စကားပြန်ပြီးတာဝန်ယူပဲကျွန်တော်လိုချင်အဲ့ဒါပဲချင်းလမမှန်ဗျာတူတူကိုလေဗျာ ပြီးတော့ဗျာကျွန်တော်ပြောပြအောင်မယ်အဲ့ဒီပွဲတွေအကြောင်းလဲပေါ့နော်အဲ့ဒီခွေးဖူးနဲ့ရဲမုံဂုံပွဲอ่ะဟိုကျွန်တော်တို့ကလောကနေကျွန်တော်တို့ခွေးဖူးတို့အမှတိုင်ပွဲဆိုပြီးပြန်လာတော့ဝင်ဆော့လိုက်သေးတယ်ဝင်ဆော့တော့ပြောမှဆိုဗျာမြန်မာပြည်မှာရောက်ချင်းခွေးဖူးကနေပြီးတော့သူဂုံအောက်ထဲတဲ့အဲ့မျိုးဘူးမှမကြောက်ဘူးဆော့ကျင်တယ်ပေါ့နော်သူကြောက်ကြောတို့ပါလဲချမယ်လက်ရှိမှာကြောက်ကြောကနံပါတ်1ဆိုတော့ကျွန်တော်ကပြောညီလေးလို့မင်းကြောက်ကြောကိုတန်းပြီးတော့တက်ချရင်မင်းနိုင်ဖို့မလွယ်ဘူးလို့မင်းရှိမှပွဲတွေလိုမယ်ထွေးနေလိုမယ်လို့မင်းကြောက်ကြောဆော့မယ်တာဟုတ်လားရဲမုံဆော့ပါလားလို့ရဲမုံလည်းမြန်မာတနိုင်ငံလုံးကိုစိန်ခေါ်ထားတယ်လို့ဆိုအဲ့ပြားတဲ့ဟိုရဲမုံတော့ဆော့ကျင်တယ်တဲ့ဒါပေမဲ့ तू ကပိုက်တန်းနေပါလေသူစကားပြောမယ်ပေါ့နော်အေးကွာလို့အဲ့ဒါဆိုရင်တော့မင်းတကယ်တဲပွဲအောင်ညှိကြည့်ပေါ့ဗျာကျွန်တော်ကပြောတာအဲ့ကနေပြီးတော့ဗျာကျွန်တော်တို့အဲ့ဒီကလောကပြန်တဲ့ပွဲမှာတော့ရဲမုံချီကိုတည်ကျင်လို့ဝင်ဆန်းတယ်ကျွန်တော်အဲ့တော့ကလည်းကြေးရတယ်မကောင်း2သိန်း လက်သိန်းတော့လဲ ဆန်းတော့ရဲမုံရဲ့ခြေကိုသူကြည့်တယ်ပြီးတော့သူဆော့ကြည့်တယ်ဆော့ကြည့်တော့အဲ့တော့ကလည်းသူထွေးနီလုံးဝမရှိဘူးပြီးတော့ခရီးလည်းပန်းလာတယ်ရှုံးသွားတယ်ထားတော့ဒီပွဲကပြီးသွားပြီသူတကယ်လို့ပြန်ဆော့ကျင်တယ်ဆိုရင်ထွေးနီကောင်းကောင်းလုပ်ပြီးတော့သူအဲ့လောက်ကြီးလည်းသူမရဲဘူးအဲ့မှာဂျားထဲမှာအချိန်ကာလိုက်နည်းနည်းကြာသွားတယ်ဗျာကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ဒီ
ဒီထိုင်းမြန်မာပွဲမတိုင်ခင်မှာကျွန်တော်တို့အဲကြောင်မီကွင်းရဟိုကိုစိုးလွင်ကိုကြီးတည်တယ်သူကနေကျွန်တော်တို့လှမ်းပြီးတော့တူးတဲ့တာပွဲရအဲဒီပွဲကိုခွေးပူကိုတဲ့ရဲမော်ကုန်းလေးဆော့ကျင်တယ်တဲ့အဲ့လိုမျိုးပေါ့နော်ကြေးရတော့များတယ်ဆော့ကျင်တယ်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တိုင်မင်းနဲ့ညီလေးလို့ဆော့ကျင်လားမင်းဆော့ရင်တော့ထွေးနေပါတခြားလုံးမရမယ်လို့ထိုင်းမြန်မာပွဲလေးရှိရခါကြတယ်လို့ ဟယ်လို ဟုတ် ဟုတ် ကိုမင်းမပြန်ရောက်နေပြီဗျာဟိုဒီကုန်းပြောမှလား ဟုတ်ကဲ့ဖုန်းလေးတစ်ချက်ပြောချင်တယ်နော် ခဏလေးချုပ်ဖို့ခေါ်တာဟိုဖြစ်နေမှာခင်ဗျာပြန်ခေါ်လိုက်လေခင်ဗျာလာလို့ခဏဖုန်းပေးတဲ့ကခဏပဲပြောသူပြီးဖုန်းသူကဖုန်းပြန်တော့မှာမလို့နော် ဟုတ်ကဲ့ပြန်ခေါ်လိုက်အဲ့ဒါဆိုဖုန်း ဟုတ်ကဲ့ တော့ပြန်နေ PC ငါတို့လောင်းလာတဲ့ကောင်တွေဘာမှမတွေ့ဘူး။အားကြောက်။မကြောက် ကျွန်တော်ပြင်ဆက်ပြောပြပြီเนาะဖြစ်စဉ်အကုန်လုံးပြီးကြမှာဆုံးဖြတ်ပေါ့ဗျာเนาะကျွန်တော်ကဒီနေ့ဒီချိန်นี้သူများရှိရအဲ့လိုမဟုတ်မမှန်တဲ့ပတ်စံကျွန်တော်100တော့မယူဘူးကိုယ့်အနေကိုယ်တော်များပြောရမလို့ကျွန်တော်ဒီမှာကျွန်တော်အကောင့်နေရဆိုတင်ထားရကျွန်တော်တစ်လောက်90နဲ့100လှူတယ်ကျွန်တော်လူရောက်1000ကိုကျွန်တော်တစ်လောက်2ကြိမ်ကျွေးတယ်เนาะကျွန်တော်ဒါအပျော်လိုက်လို့နေချင်းဆိုတာ ဟယ်လို ဟယ်လိုခဏလေးကိုမင်းဖုန်းလာနေ မမလည်း နားလေးနော် လည်းလည်း ဒီကျန်လာပါလားမပြောခဏတော့ပြော ဟယ်လို 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 ကိုမေးလားမသိဘူး ဟုတ်တယ်ဘယ်လိုလဲမသိ ကျွန်တော်ခွေးဘူးကို ဟောအေးပြောပါကြီး ကျွန်တော်လေးဟိုတနေ့ကကိစ္စလေးပြောချင်တာကိုနဲ့ဆရာလေးနဲ့ကြံပြတာကျွန်တော်တို့လှုပ်ပွဲဆိုဘယ်လိုလှုပ်ပွဲလဲမသိဘူးတခြားမသိလို့လေ ဆရာလေးလည်းတည်တယ်ငါလည်းတည်တယ်ညောင်တော့ ဆရာလေးလည်းသိတယ်ကိုမေးလည်းသိတယ်မဟုတ်လေကျွန်တော်ပြောမယ်ဆရာလေးလည်းသိတယ်ကိုမေးလည်းသိတယ်ဆိုတော့ကျွန်တော်တို့ကဒါလှုပ်ပွဲဆောင်လာလိုက်ပွဲ လောက်ပွဲမြောက်တာပေါ့ဘာလို့အမြင်မှာ ဘယ်လိုလှုပ်ပွဲမြောက်လဲ မြောက်လဲလို့လောက်ပွဲမြောက်လဲဆိုပထမပွဲအရှုံးပေးပြီးတော့ဒုတိယပွဲနိုင်ခတ်တာတော့ဒါလောက်ပွဲလို့ဘာလို့ကမပြောဘူး ဟာ မင်းအရှုံးပေးပြီးတော့ပြန်ခတ်တော့လက်လက်ခံတယ် ဟာဟုတ်ပြီဘာကြောင့်လှုပ်ပွဲလို့ပြောတာ ဒါမလို့ဘာကြောင့်လောက်ပွဲအဲ့ပထမပွဲအရှုံးပေးတာကိုမင်းတခြားလူတွေပြီးအောင်ပြောထားတဲ့အတွက်ဒါလောက်ပွဲမြောက်တယ်လို့ငါတို့ပြောတာ တခြားသူတွေသိအောင်ပြောရတယ်ကျွန်တော်ဘာလို့ပြောတာလို့ အကုန်လုံးမင်းဘက်ကကြည်သားစားပြီးတော့ရမုံဘက်ကဆွဲရတယ် ကြည်သားစားပြီးရဲမဘဆွဲတာဆိုကြည်သားနဲ့ကျွန်တော်လည်းတူလား မှန်တယ်အဲ့အကုန်လုံး အခုကြည်သားနဲ့ကြည်သားအခုမဟုတ်လေကိုမေးကျွန်တော်အဲ့လို လေးသိန်း30ဆွဲတယ်ထရီပလီကင်းလေးသိန်း30ဆွဲတယ် ကျွန်တော်ကြီးအခုကျ ကင်းလေးသိန်း30ဆွဲတယ် တော့သူဆွဲတာကျွန်တော်ပြောတာအခုတော့သူဆွဲတာသူတို့ဆွဲလူပြောပါလား တယောက်မှဆွဲမဲ့လူမရှိဘူးဒါမလို့မင်းအရှုံးပေးမယ်ဆိုတာအကုန်လုံးကသိတယ်မင်းရှုံးပေးအောင်မင်းစိတ်ထဲမှာမထားရမှာ ကျွန်တော်ဘလို့ရှော့ပြောနေလို့လား အဲ့ဒီ ကိုမေးကမသိပဲရမ်းပြောကိုမေးဘာရှော့မသိပဲရမ်းပြောနေဘာပြောတာကိုမေးကျွန်တော်ဘသူဘာပြောနေလို့လဲ ဆွဲသွားတယ် တီးကြအချက်လက်ရှိတာပြော အခုကိုမေးကတိကျချက်လက်ရှိလားကျွန်တော်အဲ့ဒီပတ်စံဘယ်လောက်ရတယ်ဘာအတိကျချက်လက်ရှိလား ငါမသိဘူးဖိတ်လိုက်ရတာဒီမှာမင်းကြောင်မိခွင့် မသိပဲလေကျွန်တော်ပြောမသိပဲလေကိုမေးဘာလဲကျွန်တော်လုံပွဲလို့ပြောရတာလေ ဟာလုံးဝပြပထမဆုံးရှုံးပေးတာမင်းအကုန်လုံးမင်းဘက်ကတည်းကမင်းဘက်ကကိုရဲမို့ဘက်ကဆွဲတယ်နောက်ရက်ကျတော့အကုန်လုံးမင်းဘက်ကတည်းကအကုန်ပြန်ဆွဲကြတယ်အဲ့ဒီပထမရက်ကရဲမို့ကြိုက်လို့ဆိုလို့ဆွဲတဲ့လူတွေကနောက်ရှင်းမကြတော့မင်းဘက်ကပြန်ဆွဲကြတယ် အဲ့လုံပွဲပြောရလား လုံးဝ အဲ့လုံပွဲပြောရလားကျွန်တော်ပြောတာ ကျွန်တော်ပြောတယ်အဲ့ဒါလည်းပုံပုံ မင်းရှုံးနေအောင်မင်းရှုံးပေးမအောင်မပြောနဲ့အခုအရှုံးပေးရဆိုပေးပလိုက်ငါတို့အဝေးကမင်း ဘသူပြောတာလဲအရှုံးမေးမယ်အခုကျွန်တော်ပြောမယ်ကျွန်တော်ရှုံးမေးမယ်ဆိုတော့ဘယ်ကောင်ကကိုမေးပြောတာလဲကျွန်တော်စိတ်တော့မနာပဲထုတ်ပြောလို့ ဒီလိုသိန်း30တောင်ဆွဲပလိုက်တယ် ဘယ်ကောင် ဖြစ်ပူလီကရင်လေး ကျွန်တော်လည်းတူလား ခွေးဖို့ဆိုတာ တူတာမတူတာစိုးကရပြီးသားလေကွာမင်းရှုံးပေးမယ်ဆိုရင်စိုးကရပြီးသားကိုကောင်အရှုံးပေးတဲ့ပုံစံမျိုးရတယ်ခက်သွား စိုးရရတယ်ပြောကိုမေးကျွန်တော်ပြောတာအခုဘာဆိုင်လဲကျွန်တော်လည်းဘာဆိုင်လဲသူတို့ကျွန်တော်ဘာပြောတာလို့လဲအရှုံးမေးပြောလို့လားကိုမေးဘာအချက်လဲရှိလဲ စိုးရလို့မို့အဲ့လိုပြန်လာလို့လေအဲ့ကရင်လေးကိုပြောတယ်မင်းအဲ့လိုမလုပ်ရဘူးမင်းဘေဒီသမားတယောက်နေတယ်သူငါ့ကိုဘာမှပြန်မပြောရဘူး โอเคလည်းပြောအဲ့ကောင်မှာအခုခေါ်လိုက်အဲ့ကောင်မှာအခုဒါကောင်မှာအခုကျွန်တော် live လို့ရင်ပြောတယ်အခုလာခဲ့အဲ့ကောင်မှာခေါ်လိုက် live ပေါ်တက်ခိုင်းလေလားလာချိတ်လေလား အကုန်လုံး လာအဲ့ကောင်မှာပြောတဲ့ကောင်လာချိတ်လေလား ပေါင်ထားတယ်ခွင့်ကငါပြောတာငါ3ပေါင်ထား3ရက်လောက်ရှိ မဟုတ်လေကိုမေကျွန်တော်ပြောတာစကားကိုလည်းလို့ဆိုပဲလာပြောလို့မရဘူးကိုမေ မင်းကန်ရင်မင်းကန်ကောင်းတယ်ငါအကြီးသမားကြီးငါအများကြီးပြရမှာငါဘယ်ဘုံမှာ မဆိုင်အဲ့ကျွန်တော်တို့ကိစ္စမဟုတ်ကျွန်တော်ပြောတာအခုကိုမေ ငါဘယ်သူလဲဆိုရင်မိဘငါအရင်မေးတယ်တော့ကျန်တဲ့လူတွေပါပြီမင်းဆိုရင်ဘာမှမဖြစ်ဘူးကျန်တဲ့လူတွေငါပုံမကန်ရင်ငါပြရမှာနေငါများလို့မို့ဘာကန်ကောင်းတာကိုပြောတာတော့ကျရင်မချင်းဘူးပါညာငါ့ကိုဖြစ်မှာဆိုလို့အခုငါပြောတာကျန်တဲ့ခွေးတွေမှာမကဲလို့လုပ်ပါဒီကြောင်မီးခွေးမှာတော့မလုပ်ကြပါနဲ့ မဆိုင်ပါဘူးမလုံးကြပါနဲ့ပြောဘယ်သူကလုံးနေလို့လဲလို့ကိုမေကျွန်တော်ပြောတာကိုမေကျွန်တော်အချက်လက်ပြနေမမလုံးပွဲဘယ်ပွဲရှိလဲပြောသမောကျွန်တော်ခက်လာချင်းလောကမှာကျွန်တော်ခက်လာဆယ်သူလေးတစ်ခုရှိပြီပြောသမောကိုမေ ဘယ်မှမလုပ်ခဲ့ဘူးမင်းတက်မှာ ရှက်ကပြောသမောပြောဘယ်ပွဲလဲပြောသမောလုံးခဲ့တဲ့ပွဲကိုမေထုတ်ပြ ငါတို့ကမပြောဘူးမင်းမလုပ်ခဲ့ဘူးလားငါမေးတာ မလုံးခဲ့ဘူးလေ ကြီးကြီးမှာ မလုံးခဲ့ဘူးလေကျွန်တော်ခက်လာကိုမေမသိလားချင်းကျွန်တော်ဘယ်ရဲခက်လာလဲ မ
မင်းလည်းမင်းချင်းဟိုကလောက်တာခက်တာဒါကမင်းကျန်တဲ့နှစ်ပတ်ကြီး အဲ့လိုတောင်ကြားဘူးလားအဲ့လိုတောင်ကြားဘူးလားကျွန်တော်ခက်တဲ့ချိန်မှာ ဩကြားလာမှာကွာအများကြီးပဲနိုင်နာပွဲနဲ့ငါတို့ ကလိုင်းနာပွဲနဲ့ကြားတယ်ကဲကတော့ပါဦးလိုင်းနာပွဲနဲ့ကြား ရှုံးပေးတယ် အခုလိုင်းနာပွဲနဲ့ကြားတယ်ပြောလိုင်းနာပွဲနဲ့ကြားတယ်အခုဘာသိလဲအခုတိတိကျကျ မသိဘူးလို့ မသိပဲအဲ့လိုမပြောနဲ့လေမသိပဲမပြောနဲ့လေ ပွဲသက်ရှုံးပေးတယ်ပွဲသားယူနှစ်ပွဲသက်ရှုံးပေးတယ်မင်းတို့ နောက်ဘက်တိုင်းရှုံးပေးတယ်ဆိုတော့ကိုမေကဒါကျွန်တော်တို့ကျွန်တော်တယောက်တည်းလည်းမဟုတ်တော့ကြည်တာလည်းမဟုတ်ဘူးပြောချင်တာဖြစ်ပါရဲ့အကုန်လုံးတော့တော့ အကုန်လုံးပြောတာလို့ငါပြောပြီးခဲ့ဟဲ့ပြီးတော့39မှမင်းတို့ရှုံးပေးမှာပဲငါက300လာယူတယ် ဘယ်ပွဲလဲပြော အဲ့300များတော့မင်းတို့နိုင်ခတ်သွားတယ်ကြောက်ကြောက်တဲ့ပွဲအဲ့ဒါကြီးပါငါ ကြောက်ကြောတော့ဘယ်ဘူးနိုင်တာလဲဘယ်ဘူးနိုင်တာလဲကြောက်ကြောတော့ဘယ်ဘူးနိုင်တာလဲ ကြောက်ကြောက်နိုင်သွားတာလေ အေးဘယ်သူနိုင်သွားလဲဘာလို့ပွဲလဲပွဲကျွန်တော်ဖုန်းကြကြည့်တယ်ဘာလို့ပွဲလဲဘာလို့ပွဲလဲ ရှုံးသွားတာအဲ့ပွဲကြောက်ကြောတို့ရှုံးသွားတာ ကြောက်ကြောရဲ့ဂျိုဆိုရဲ့ကြော်ပြောရမှာလားကျွန်တော်ကြည့်တယ်ဖုန်းကြရင် အေးကြောက်ကြောတို့ရှုံးသွား ဘယ်သူရှုံးသွားလဲ ပွဲ ဘယ်သူရှုံးသွားလဲ ကြောက်တို့ရှုံးတာလို့ ဟာ မကြုံရတော့ ခမရမပြောတဲ့စကားတော်တော်ပြည့်နေပြီ ကြောက်ကြောတို့ရှုံးတဲ့ပွဲကွာမင်းကြည့်ကြည့်လိုက် ကြောက်ကြောတော့ကျွန်တော်ပဲဝဲကြည့်တယ်ပဲပြောတယ်ပေါ့ကျွန်တော်ပြောတော့30ကခက်တယ်ပေါ့ကျွန်တော်ဖုန်းကြကြည့်တာရဲ့ ဒီလိုငါပြောမယ်ငါဒီမှာလူတယောက်က300ထိလာယူတယ်ဒီခါလေးပိတ်တာချက်တာငါတော့ပြန်လဲပေးလိုက်တာ မဟုတ်လေအခုကကျွန်တော်ပြောမယ်အခုကကျွန်တော်ပြောမယ်အခုက300ယူစိတ်ဝင်စားအောင်နိုင်လဲကျွန်တော်တို့များမရတာမဟုတ် ငါလည်း နော် ဒါဘူးကို စိတ်ဝင်စားအောင်ကျွန်တော်လည်းရှင်းတယ် မင်းကျန်တဲ့ခွင်းကြီးကြိုက်လို့ကြောင်မီခွင်းမှာကမင်းအဲ့လိုလုပ်တဲ့ပုံစံမျိုးမင်းတို့နှစ်ပိုင်းကြီးကစားတယ်လို့ပြောတာမဟုတ်ဘူးငါလည်းပိတ်တယ်ကြမ်းမပြော ဗမာလည်းအချက်လက်ပြဗမာလည်းအချက်လက်ကျွန်တော်ယူတာရှိလား ကျန်တဲ့အဲ့ပုံစံမျိုးကြီးပြောတာမင်း မသိမလားဘာကိစ္စရမ်းပြီးမသိမလားကိုမကွာကိုပြဿနာများတော့ကျွန်တော်နာမည်ထိပ်ဘာလို့လို့ပြောရလဲပြီးတော့ထိုင်းကြမှာပွဲ ရငါပြောလေးပြောတာမဟုတ်တော့ ဘယ်သူပြောလဲပြောတယ်ကောလေကိုထုတ်ပြောလေပြောလေဘယ်သူပြောလဲပြော တောင်းဆရာလေးလည်းပြောတယ် တောင်းတိုင်းဘယ်လိုပြောလဲပြော ဟာမင်းတို့ပွဲပြီးတော့မင်းအဲ့လိုလုပ်ပွဲမဆော့ရဘူးဆိုတော့မင်းပြောတယ် ဘယ်လိုလာပြောလဲဘယ်လိုလာပြောလုံပွဲလည်းမစောအောင်သူ အားပေါ်မှာပြောတယ် တခေါ်မှမပြောဘူးမရှောင်နဲ့ကိုမေးကြည့်လားတမပြောတာအတိအကျမသိပဲမရှောင်နဲ့တမပြောတာကြားပြီးတော့မရှောင်နဲ့ကိုမေး ဟလာဒီတက်ကလိုက် ကိုမေးမရှောင်နဲ့ မင်းတောင်းဆရာလေးဖာကြတာပေါ့ မဆိုင်တော့ကိုမင်းတို့ကိစ္စကျွန်တော်ပြောကိုမင်းတို့ကိစ္စအဲ့ကိစ္စကျွန်တော်သိချင်တာရှင်းရှင်းလေးကျွန်တော်နာမည်ကိုမင်းတက်ပြောကျွန်တော်သိချင်တယ်သူကျွန်တော်နာမည်ထည့်ပြောတာမဟုတ်ဘူး ပြောလေးပြောတာလား မဆိုင်ဘူးကိုမင်းကျွန်တော်ပြောမယ်ကျွန်တော်ခုမှကျွန်တော် record ကိုယူထားတယ်ကျွန်တော်နာမည်ကိုထည့်ပြောတာကိုမင်းတယောက်ပဲရှိတယ်ကျွန်တော်နာမည်တော့ဘယ်လိုထည့်ပြောကိုမင်းတယောက်ပဲရှိတယ်တောင်းလည်းတစ်ခုမှမပြောပါကျွန်တော်နာမည် ဟိုမသေးကြပြောတရားဆွဲမှာငါ ။ဒီအောင်ငါပြောမယ်တောင်းစရာနဲ့အဲ့လိုမျိုးဘာမှမပြောဘူးပေါ့ကောင်းမှမသုံးပါဘူးပေါ့ ဘာတစ်ခုမှမပြောဘူးဆုံးမအောင်ကျွန်တော်သူ့သားလား ဘယ်ကောင်းဘယ်ကောင်း ။ဒီတိုင်းမျိုးဒီလိုလုံပွဲမဆုံးဘူး ကောင်းပါပဲ လုံပွဲမစိုးဘူးပြောမင်းသားလေးတို့လုံပွဲမစိုးဘူးပြောဘာဆိုင်လဲ ဘယ်ကောင်း ဒီပတ်စံနဲ့ကျွန်တော်တို့ဘာလို့လုံပွဲစိုးရမှာ ။မင်းကိုလည်းပြောတယ်ဆိုပြီးငါဖုန်းဆက်လာတယ် ဘုံစားလိုက် အခုပဲဖုန်းဆက်လိုက်ဆိုတော့အတောင်ဦးစားလေးကိုဘာဆိုင်လဲကိုယ့်ကိုပြစ်တာ ။ပြောမင်းကငါပြောတာမဟုတ်ရင်ငါ ဘာမှမေးကြမလို့ကျွန်တော်အခုသိချင်တာရှင်းရှင်းလေးကိုမင်းကျွန်တော်ရှင်းနေတာရှင်းရှင်းလေးအခုကျွန်တော်လုံပွဲလေးပြောတာကိုမင်းပတ်စံကကိုမင်းထုတ်ပြောတာကိုမင်းရှင်းပဲကိုမင်းကဘယ်လိုလုပ်မှာလဲ ပြောတယ်ငါပြောတာအဲ့ဒီကပို့တင်နေမင်းကို အေးဘယ်လိုလုပ်မှာလဲ ငါဒီမှာအကုန်လုံးအဲ့လိုဖြစ်နေတာလေအကုန်လုံးသိနေတာလေ အကောင်လုံးသိတာဘယ်သူသိတာလဲဘယ်ကောင်တွေသိတာလဲရဲပြောရဲပြောစကားပြောဘယ်သူတွေသိတာပြောဘယ်သူသိတာ အေးဒီကြောင်မီတစ်ခွေလုံးကုန်ပြီလေ ကျောင်းမင်းတကွဲလုံးကုန်သိရတယ်ဗမာလည်းကျွန်တော်တက်တည်ထောက်တာအချက်လက်ပြတယ်ပါဗျာတကယ်ဟုတ်တယ်တကယ်မှန်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဝင်ခံတယ်ကျွန်တော်ကိုယ်တိုင်လက်ခံမယ် ပြောပြပြီလေ ပြောတယ်ကျွန်တော်မလဲရမေးရ ခမရမသိပဲလေအားချောင်းလေဘာမှလည်းသိတယ်ကိုရမ်းပြီးပြောနေတယ် ဘူးရအောင်အမချောင်း ဟုတ်ကျွန် ကြောင်းလို့ဒီပုံစံမင်းတို့ကြိုက်တဲ့ပြမကျက်လို့တော့ တော်လုံလဲမလို့စိတ်လဲမဝင်တာခင်ဗျားတို့ပတ်စံသိလားခင်ဗျားတို့အချိန်ကရမ်းစားမှလည်းမဟုတ်ပတ်စံသိလားနော် တူတူပဲရအောင်ငါပြောဘူးလေဒါက ကျွန်တော်ပြောတာကျွန်တော်သိချင်တာရှင်းရှင်းလေးအခု နေရအဲ့အကြောင်းမို့ အခုကျွန်တော်ပြောချင်တာရှင်းရှင်းလေးခင်ဗျားအခုကျွန်တော်နာမည်ကိုပြောထားတယ်ကျွန်တော်လုံပွဲဆိုပြောတာဗမာလည်းကျွန်တော်တက်တည်ထောက်တာအချက်လက်ပြ မင်းနဲ့ပတ်သက်ပြီးဘာမှမပြောတော့ဘူးစိတ်ကြဆိုဘူးအမေကိုဆုံးမလို့ရမယ်ဒီတော့ပြော ပြောလို့မရဘူး မဆိုင်ကိုမင်းကျွန်တော်ဆုံးမတာမဟုတ်ဘူးဆုံးမချင်းကျွန်တော်နှစ်ယောက်တည်းဖုန်းဆက်ပြီးပြောလို့ရတယ် live ပေါ်မှာပြောတာ live ပေါ်မှာတနင်္ဂနွေလုံးကြည့်နေချိန်မှာပြောတာဆုံးမတာမဟုတ်တော့တိတ်ခါကြတာပြောသွားပြီ မင်းငါမင်းမဟုတ်ဆိုရင်ငါပို့ပြန်နေမယ်ပြီးနောက်ဘာမှမပြောတော့ဟုတ်ပြီလားမင်းနဲ့ပတ်သက်ပြီး မရဘူးမရဘူးကိုမင်းအဲ့လိုတကားလက်လို့တပဲပြောလို့မရဘူးကျွန်တော်ပြောအရှင်းလေးကျွန်တော်ကိုမင်းပြောတဲ့နောက်မှာကျွန်တော်မင်းသားလေးကိုမင်းပြောတဲ့နောက်မှာဒါကျွန်တော်ပြောတာအခုခွေးဖို့မကောင်းဘူးဆိုရင်ကျွန်တော်ဒီကောင်ကျွန်တော်ကလက်ထဲကကျွန်တော်ထုတ်မယ်ကျွန်တော်ကိုသားပြို့ကျွန်တော်လုံးဝမခက်ခိုင်းတော့ကျွန်တော်ကအရှင်းလေးကျွန်တော်တို့တိတ်ခါတွေအများကြီးရှိတယ်ကိုမင်းပြောတဲ့စကားမှာခွေးဖို့မကောင်းရင်ကျွန်တော်ခွေးဖို့ကိုကစ်မှာကိုမင်းမကောင်းဆိုရင်ကိုမင်းကိုကျွန်တော်တရားဆွဲမှာကိုမင်းပြောမယ်ဆိုရင်တိတိကျကျမှန်မှန်ကန်ကန်အချက်လက်တိကျထုတ်လိုက်အခုကျွန်တော်ပြောအရှင်းလေးကျွန်တော်ကမဟုတ်တာပြောရင်ကိုမင်းကိုကျွန်တော်တရားဆွဲမှာခွေးဖို့မဟုတ်တာလို့ရင်လေခွေးဖို့ကျွန်တော်တခါတည်းနာမည်ပြစီးရင်သွင်းမှာကျွန်တော်ပြောအရှင်းလေးကျွန်တော်တို့တိတ်ခါတွေပါတယ် အခုကျွန်တော်ကဲမဟုတ်မနဲ့ဘုမနာလေးတိတ်ကပါတယ်ကျွန်တော်တို့မားပါတယ်ဆိုတော့ကျွန်တော်တောင်းမှပြီးမရလား မဟုတ်ဘူးလေကျွန်တော်အေးဟုတ်ပြီရတယ်တောင်းမယ်တိကျကျွန်တော်ပြောအရှင်းလေးစကားပြောတယ်ဆိုတာဟိုစကားကိုလက်လွတ်တယ်ပြောလို့မရဘူးကျွန်တော်ပြောအရှင်းလေးအခု မပြောဘူးကျွန်တော်အသိနဲ့ကျွန်တော်စိတ်ကနေကျွန်တော်ပြောတာအခုမဟုတ်ဘူးဆိုရင်ကျွန်တော်မားပါတယ်ကျွန်တော်တောင်းမှပြီးမယ်ကျွန်တော်ယောက်ျား အခုဗျာကျွန်တော်ပြောတာအရှင်းလေးကြည်သားတို့ဘာဆွဲပြောမှာကျွန်တော်ပြောအခုကြည်သားအဲ့ကွင်းကိုမနေ့အထိလာခတ်နေရမဟုတ်လားနှင်းထုတ်လိုက်လေကျွန်တော်ဒါမှမဟုတ်အခုခေါ်လိုက်ဒဲရှင်းမယ်ကျွန်တော်
ဟုတ်လားကျွန်တော်ခွေးဖို့ပြောရင်ကျွန်တော်ကိုမင်းပြောတယ်လေသူ့နောက်ကလူတွေကတဲ့ဟိုကျွန်တော်ဟိုဟာတဲ့သူတို့မထိန်သိမ်းဘူးလားဆိုဟာကျွန်တော်ပြောခွေးဖို့မထိန်သိမ်းဘူးလားဆိုလက်ရှိမှာဗျာကျွန်တော်နဲ့သွားနေဒါပေမဲ့ကျွန်တော်ပြောတာကျွန်တော်စပွန်ဆာလည်းမဟုတ်ဘူးနော်ကျွန်တော်တို့လောင်းဆော့ရင်တော့သူ့ပတ်စံသူကျွန်တော်ပတ်စံကျွန်တော်ပဲကျွန်တော်မကြိုက်တဲ့ဘောကျွန်တော်မဆော့ဘူး 我ပြောတယ်အဲ့အစိုးရ သူတို့ပတ်စံနဲ့သူတို့ဆော့တာကျွန်တော်ကပြင်းလို့ပြောလို့ live လုပ်နေတာနော်ကျွန်တော်လုပ်ငန်းတွေဘယ်လောက်ရှိရဆိုလဲကိုမင်းတို့သိတယ်ဟုတ်လားကျွန်တော်ပြောတာဝါသနာပါလို့နဲ့ပြင်းလို့နဲ့ဩ အခုမဟုတ်အခုလုံဝဲမတော့ဘူးလားအခုဘယ်လိုလုံဝဲမတော့ကျွန်တော်ပြောပြမယ် ဟုတ်လေကိုမင်းစကားကိုကိုမင်းတာဝန်ယူရမယ်လေကျွန်တော်ပြောတာဟုတ်တယ်မလား တာဝန်ယူပြီးတော့အခုအဲ့ဒါဖြည့်ရှင်းတယ်လုံဝဲ ဟုတ်ကျွန်တော်ပြောတာကျွန်တော်ရှင်းလေကိုမင်းပြောတဲ့စကားကျွန်တော်တို့ကဆိုပါတော့ထိုင်းမြန်မာပွဲတွေလည်းရှိနေတော့ကိုမင်းကပထမခွေးဖို့ကမာယာများသွားတဲ့ပွဲပါညာကျွန်တော်ပြောအရှင်းလေးဗျာသူအရှိရက်ကရှုံးပြီးတော့နောက်ချက်ကကျွန်တော်တို့ကနိုင်ခွင့်မရှိတော့ဘူးလားကျွန်တော်ပြောတာဟုတ်လားတင်းပွဲဆိုတာဟုတ်လားတင်းပွဲဒီမှာကျွန်တော်တို့ကရှုံးထက်ရှုံးမှပဲအကိုတို့ကကျင်းတတ်မှာလား မင်းသားလေးကျွန်တော်ပြောမယ်ပထမဝဲကိုရှုံးပြီးတော့ဒုတိယကိုအနိုင်ခတ်တာကျွန်တော်လက်သက်ခံတယ်ကျွန်တော်အဲ့လိုမခံနဲ့လို့ပြောတာကျွန်တော်ကရှုံးပေးမဲ့ကိုကိုလူကိုမသိနေနဲ့တယောက်မှမပေါက်တာ ကျွန်တော်ပြောပြမယ်အရှုံးပေးမယ်လို့လည်းဘယ်သူမှမပြောဘူးဒီကောင်ပြောတာအရှင်းရှင်းလေးကျွန်တော်ပြောပြမယ်အဲ့ပွဲကိုရဲမုံတို့ဘက်ကစပြီးတော့ကျွန်တော်တို့ဒီကိုမလာခင်တဲတယ်နော်33နေတဲတော့ခွေးပုနဲ့ကျွန်တော်နဲ့အတိုင်းမြင်တယ်ညီလေးစောကျင်လားစောနိုင်လားကျွန်တော်ထွေနီလို့ရင်တော့ချလို့ရလောက်တယ်ဆိုပြီးတော့ဖြစ်တယ်ဗျာကျွန်တော်ပြောပြမယ်အဲ့ဒီမှာမလာပြီးတော့ကျွန်တော်ကစရန်လှမ်းပြီးတော့ဟုတ်ပြီကျွန်တော်လည်းဒီမှာဟိုတယ်လည်းဘူကင်တွေပါချိတ်ပြီးွားပြီနော်ကျွန်တော်တို့ဒီပွဲကိုခွေးပုနဲ့လည်းအတိုင်းမြင်ပြီခွေးပုကလည်းကျွန်တော်ရှိကိုလာနေထွေနီကျွန်တော်တို့လောက်ကြမယ်ပြီးရင်ဒီပွဲကိုဒီထိုင်းမြန်မာပွဲမတိုင်ခင်ကြေးပွဲလေးစော့ကြမယ်ဆိုပြီးတော့အဲ့မှာဗျာကျွန်တော်ပြောပြမယ်အဲ့မှာပွဲကပြန်ပြီးတော့ပတ်စံကျွန်တော်ထက်မယ်လို့လှမ်းပြောတဲ့အချိန်မှာပွဲကပြတ်သွားပြီတဲ့အဲ့တော့ပြောရမယ်ဆိုဗျာဟိုရောက်မှာတဲ့စော့ရင်လည်းစော့ပြီးမယ်တဲ့စော့ချင်မှလည်းစော့မယ်ဆိုဒီမှာခွေးဘွားလုံးဝထွေးနေမရှိတော့ဟုတ်လားခွေးဘွားထွေးနေမရှိဘူးဟိုရောက်တဲ့ခါကျတော့ကျွန်တော်ပြောပြမယ်ဟိုရောက်တဲ့ခါကျတော့ကိုမင်းကလာဆက်တာအဲ့ပွဲကိုဒီကောင်ကပြောရမယ်ဆိုကျွန်တော်တဲ့9သိန်း5သောင်းတော့ဘာမှမဖြစ်ဘူးတဲ့ကျွန်တော်တို့တယောက်3သိန်းလောက်ထည့်တယ်စော့ကြည့်မယ်ဆိုပြီးတော့သူစော့တယ်သူစော့တဲ့အချိန်မှာလေဟုတ်လားသူတကယ်လို့သူကြိုက်ရင်သူတင်းပွဲပြန်ချမယ်ဒါသူလုတ်ပိုင်ခွင့်လေကျွန်တော်ပြောတာဟုတ်လား သူရဲ့လုံပိုင်ခွင့်ကိုကျွန်တော်လက်သက်ခံတယ်လက်သက်မခံဘူးပြောတာမဟုတ်ဘူးဒါမှမဟုတ်အရှုံးပေးမဲ့ကိုအကုန်လုံးအဲ့မှာကျွန်တော်ပြောတာမယ်နော်ဒီကြီးသမားတစ်ဆက်ကောင်ပေါက်တယ်ဒီကြီးသမားတွေအကုန်လုံးခွေးဘူးတွေကြီးပဲပွဲနဲ့တာကန်ပြီးတော့အဲ့350 60အကုန်လုံးကျန်ရပါတယ်ကျွန်တော်တို့ကမဟုတ်ဘူးဒီကြီးသမားအကုန်လုံးပတ်ခွေးနဲ့မှန်နေအကုန်လုံးပတ်ကြည့်ကြတာဒီမှာပဲလားဆိုပြီးတော့ ဘေးမှာရောရောဘလူးလေ အဲ့ဒါကျွန်တော်ပြောမယ်လေကိုမဲကိုမဲအခုကိုမဲကျွန်တော်ပြောမယ်အဲ့ဒါကိုမဲလို့ပြောအောင်ဒီသူကတက်တာမတက်တာကျွန်တော်သိလားကျွန်တော်ယူလာလားကျွန်တော်ဆွဲလာလား ခွေးဘူးမင်းကငါပြောမယ်ဒါပေမဲ့အဲ့တည်းကပေါက်ကြပါတယ် ပေါက်ကြတော့လား ဘယ်လိုပြောတာလဲ ပေါက်ကြကကျွန်တော်ပြောတာဘယ်သူပြောလဲကျွန်တော်တိတိကျကျပြောတကောင်ချင်းပြောဘဲကောင်းလဲတကောင်ချင်းပြောကျွန်တော်ထဲချင်းပဲဟုတ်လား တဲရှင်းပါဒီနေ့အကုန်တဲရှင်းပါ ဒီမှာလိုက်လွယ်ပြောကိုမဲဘဲကောင်းလဲကိုမဲတော့တယ်မဟုတ်လားဘဲကောင်းလဲပြော ခွေးဖို့မကောင်းရင်ခွေးဖို့ကင်ပါ သိနေစေဆိုရင် ဟမ် အခါမှမဆွဲရကြလေ အေးဟုတ်ပြီကေလေးဆွဲအေးဟုတ်ပြီကေလေးပြော ဘယ်လိုဆွဲအောင်မလဲဆိုတော့လိုင်းမောကတော့သူကလည်းသူပထမမရလို့ဆိုပြီးတော့အဲ့ကင်းလေးတယောက်ပဲငါတည်တာ ကေလေးတရားမသိရဆိုကေလေးနဲ့ကျွန်တော်ပတ်သက်ရှိလား သူဆိုတာ30ရာကျွန်တော်ပြန်စားတယ်မေးတယ်မင်းပြန်ရမေး ကဲသူဆွဲတာ30ဆွဲတယ်ပဲဒါကျွန်တော်ဘယ်ပြစားရတယ်ဘယ်ပြရလဲဘယ်ကြရလဲကဲမင်းအကေလေးကို မင်းကိုလုံခွဲတာပြောတာမင်းကတစ်ဖက်ကနေဆွဲတိုင်းတော့လုံခွဲဆော့တယ်လို့ပြောတာမင်းအရှုံးပေးတာ မဆိုင်ဘူးလေအဲ့ဒါကိုမင်းကျွန်တော်ပြောမယ်ကိုမင်းကျွန်တော်ပြောမယ်အဲ့ဒါလို့တောင်ကူစားလေးနဲ့ဖြစ်နေကြဘာလို့လုံပွဲလို့ပြောရလဲကိုမင်းနံပါတ်တက်ပြောရတော့ခွဲဘူးခလေးလေးပြီးစီလုံပွဲကသားတဲ့ကောင်ဆိုနံပါတ်တက်ပြောရတော့ကိုမင်းပြောတာ မင်းနဲ့အေးဒါကြောင့်မင်းငါတယောက်တည်းဟိုကလို့တော့မင်းနဲ့မင်းသားလေးကိုသူဆုံးမပြီးပြီတဲ့အဲ့တော့ကလည်းသူသိလို့ ဘာလို့ဘာအောင်ဆုံးမတာတော့ဆုံးမလာမို့ပြောပြတယ်သူကပြောတာ ဆုံးမမယ်ကောင် ပြောလိုက်တယ် အဲ့တော့မင်းတို့ဆုံးမမယ်ကောင် မဆိုင်ဘူးလေကိုမင်းကျွန်တော်ပြောနေတာအခုအဓိကတစ်ခုပဲကြီးတယ်ကိုမင်းကိုလို့ ဒီလိုလုံခွဲမလို့မလားငါဆုံးမပြီးမယ်ဟုတ်ပြီလား ကိုမင်းတို့ဖြစ်ချင်တာပြစိတ်ဝင်တာကျွန်တော်တို့လာမထိခိုက်နဲ့ကျွန်တော်တို့လာမပြောနဲ့ကျွန်တော်လည်းဘယ်သူမှမထိခိုက်ဘူးဘယ်သူမှလည်းမပြောဘူးဘယ်သူမှလည်းမစောပါဘူး ငါပြောခေလို့ငါပြောရဲ့အချိန်မှာမင်းအခုပို့တင်ပြီးတော့တောင်းမှပြီးမယ်မင်းသားလေးကလပ်ရောမင်းတို့အဖွဲရောဟုတ်ပြီလားငါပို့တင်လိုက်လို့ပြီးတော့ငါတောင်းမှပြီးမယ်အဘကမားတယ်ငါဘကမားပြီးတော့မင်းကိုလုံခွဲဆိုပြောတယ်ဟုတ်ပြီလားရလားမင်းတို့မင်းသားလေးကိုလည်းမေးလိုက်ရလားအဲ့လိုလုပ်ပြီးရလား ဟုတ်လေကျွန်တော်ပြောတာကိုမင်းတို့ပြောမယ်ဆိုလဲအစိုးရကစဉ်းစားတင်တယ်လေကျွန်တော်ပြောတာကျွန်တော်တို့ကလည်းပြဿနာကောင်တွေလည်းမဟုတ်ဘူးကျွန်တော်တို့ကလည်းပြီးတော့ကျွန်တော်တို့ကဒီဟာနဲ့စီးပွားရှာနေကောင်တွေလည်းမဟုတ်ကိုမင်းတည်းကျွန်တော်လုပ်ငန်း၄၅ခုရှိတယ်ဟုတ်လားကျွန်တော်တို့မအားတဲ့ကြားတွေကတော့ဝါသနာပါလွန်းလို့ကျွန်တော်တို့လာတာကျွန်တော်တို့တော့ကသွားရင်ဟိုတယ်ကရှိတယ်စားတာတောက်တာရှိတယ်ဟုတ်လားတရားသမားဆိုတာလေကျွန်တော်တို့ဆော့ပေးရလည်းမဟုတ်သူတို့ဘာသူဆော့တာကျွန်တော်တို့နာမည်ကိုသားပြုပြီးတော့ကိုကစုလေးပါလေးဟိုရအောင်ကျွန်တော်ပြန်လုပ်ပေးမယ်လုံခဲ့တဲ့နှစ်ပေါင်းများစွာတွေကသူတို့ပြန်ခဲ့တဲ့စုတွေမရဘူးဟုတ်လားကျွန်တော်တို့ကိုသားပြုပြီးတော့အာစီတို့ကိုသားပြုကျွန်တော်စုလေးတစ်ခုလောက်ရအောင်လုပ်ပေးမယ်ကြိုးစားပေးမယ်ဆိုလို့သူတို့နာမည်တက်ပြီးတော့သွားပြန်တာပဲရှိတယ်ကျွန်တော်ကစပွန်ဆာပေးတာလည်းမဟုတ်ဘူးသူတို့ဘာသူတို့ဆော့တာ ကိုမင်းသားလေးပြောတာမှန်တယ် သူတို့ဘာသူတို့လောင်းတာကျွန်တော်လည်းမလောင်းကျွန်တော်ကြိုက်မှလားကျွန်တော်အပြင်းကြီးဆော့တာပဲရှိတယ်ကျွန်တော်ဘယ်လိုအကုန်လုံးလိုက်တိုင်းမှာမေးကြည့်ကျွန်တော်လုံလုံကျူးကျူးဘယ်လောက်ယူထားတဲ့ပွဲရှိတယ်ကြည့်လိုက် လောင်းရတယ်ဗျာ ကျွန်တော်လုံလုံကျူးကျူးဘယ်ပွဲမှလည်းမယူဘူးအကုန်လုံးဘေးကြီးသမားအများကြီးရှိတယ်အပြင်းမေဟုတ်လားတသိန်းနှစ်သိန်းဒါပဲကျွန်တော်ဆော့တာ ပြောမိတာလုံခွဲမှုပဲနဲ့လုံခွဲလို့ပြောမိတာကျွန်တော်တောင်းမှပြီးမယ်ရလား
ပြီးတော့ဟို तू ကပြောကြောင်ကြီးကမှတောင်မျိုးကလည်းတပည့်ဝင်သွားဆော့ဆိုတော့ကြောင်ကြီးကလည်းတပည့်ဝင်မှာကျွန်တော်ဘယ်ပွဲဘယ်ခွင်းနေမှာဘယ်လိုဆော့နေလို့နောက်ပြီးတော့ကျွန်တော်ပြောကျွန်တော်လိုင်းသားပွဲဆော့တယ်လိုင်းသားပွဲပထမရက်ကိုလုပ်ပွဲလို့ပြောတယ်ပထမရက်လူတိုင်းသိတယ်နော်ပွိုင်ဟောကိုဘယ်နိုင်လောက်ကြာနိုင်ဘယ်နိုင်လောက်ကြာတယ်ဟုတ်လားတနိုင်နဲ့တန်းလောက်ကြာပွိုင်ဟောတော့နိုင်နဲ့တန်းလောက်ကြာနောက်ပြီးတော့ကျွန်တော်ပြောဒုတိယနောက်နေ့ပွဲကျွန်တော်20နေတယ်စစိုင်းမြဖြစ်တယ်နော်ဘေးကြီးကျွန်တော်ဘက်ကပထမပွဲကျွန်တော်10ဝင်ပေါက်တယ်ကျွန်တော်ခတ်တယ်ဒါပေမဲ့ရှုံးသွားတယ်ဗါဖြစ်တယ်ကျွန်တော်နောက်ပြောပြမယ်ကျွန်တော်ပတ်တိုင်းကျွန်တော်ခတ်တာကျွန်တော်ခတ်ချင်တော့ခတ်ကျွန်တော်ပတ်တိုင်းကျွန်တော်အလေကျိုးရှုံးမနေပြီနိုင်ခတ်ချင်တယ်ခတ်မယ်ကိုတို့လောင်းချင်နေဟုတ်လားရှင်းလေ အခုတောင်းမှပေးမယ်ရလားကိုမင်းသားလေး ကျွန်တော်တို့လိုပဲလို့ ပြောနေပြောကိုမင်းသားလေး ဘလို့ပြောလို့ဆိုလို့ရတဲ့ကောင်တွေတကောင်မှမပါဘူးဒီထဲမှာရှင်းလေ ကိုမင်းသားလေးအစင်းလေးလားကျွန်တော်ပြော ကျွန်တော်တို့အစိုးရပြဿနာကောင်တွေမဟုတ်ဘူးကျွန်တော်တို့အရှင်းလေးကျွန်တော်တို့အေးချမ်းတယ်ကိုမင်းလည်းသိတယ်ကျွန်တော်တို့အကောင့်ထဲမှာဆိုလဲဟုတ်လားကျွန်တော်တို့ကိုလုပ်တယ်အလှူဒန်းတွေလုပ်တယ်ဟုတ်လားတလောက်အောင်ပဲကျွန်တော်လှူတာ90တရားလောက်လူတွေကိုအမှထမင်းကြွကြကိုမင်းတို့မြင်နေတာဟုတ်လားကျွန်တော်ပြောတာဒီပတ်စံရဘာမှလုပ်လို့မရဘူးကျွန်တော်ပြောအရှင်းလေးဒီနေ့ဒီချိန်ကြီးကျွန်တော်ပြောအသက်နဲ့အာမခံတယ်သူများပတ်စံတရားအောင်ကျွန်တော်မဟုတ်တာမလုပ်ဘူးမြန်မာငွေ100ကျပ်တောင်ကျွန်တော်မဟုတ်တာမလုပ်ဘူးတန်တရားကျွေးပါမှာဆိုလို့ဟာအခုကခွေးဖို့ကိုပြောရင်ကျွန်တော်တို့ ਨੇ အခုက तू ကနာမည်ကိုသားပြီးပြိုင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိတ်ခါပဲထိခိုက်မှာဆိုလို့ကျွန်တော်တို့ကအဓိကဗျာကျွန်တော်ပြောချင်တာဟုတ်လားခွေးဖို့တိတ်ခါလည်းရှိတယ်ကျွန်တော်တို့တိတ်ခါလည်းရှိတယ်ကျွန်တော်ကစကားပြောရင်ထင်းထင်းပြောလို့ရတယ်စင်စင်ပြောလို့ရတယ်နောက်ဆုံးကိုမင်းတကယ်လို့မကြိုက်ဘူးဒီကစားတော့မမှန်ဘူးဆိုရင်ကိုလောင်းကိုမင်းကြီးမှာစော့မဲ့လူတွေကိုကျွန်တော်ပြောအကြံပေးလိုက်ဟုတ်လားဒီကောင်တွေပွဲကစိတ်မချဘူးကျွန်တော်ပြောအရှင်းလေးချင်းလောဘကိုတိုးတက်စီကျင်တယ်ဆိုရင်ဟုတ်လားကျွန်တော်ပြောတာကောင်းကောင်းမွန်အေးချမ်းချမ်းနဲ့ဖြည့်ရှင်းလို့ရတယ်ဘုံတိုင်းဟိုပြီးတော့ဟိုနမိတ်တက်ပြီးတော့တဲ့မှာခွေးဖို့ကဟိုဖြစ်တယ်ခွေးဖို့ကတရားဖြစ်တယ်ဆိုတော့ကျွန်တော်ပြောတာတီးကြကြကိုမင်းမှာအချက်လက်တွေ record တွေရှိတယ်ဆိုကျွန်တော်တင်ပေးလိုက်ဒီကောင်မဟုတ်တာလုပ်တယ်ဆိုကျွန်တော်လည်းတိတ်ကြီးမခံဘူးကျွန်တော်ပြောရှင်းလေးဟုတ်တယ်မလား အခုကျွန်တော် live လုပ်ပြီးတော့တောင်းမှပေးမယ်ကိုမင်းသားလေးအစင်းလေးလားအဲ့ဒါကျန်တဲ့အားတွေမပြောတော့နဲ့ မဟုတ်ရတယ်ကျွန်တော်တို့ကဘာမှမဖြစ်ဘူးရတယ်ကျွန်တော်တို့အေးချမ်းကျွန်တော်တို့တိတ်ကမတိကရင်ရတယ်ဘာမှ ကိုမင်းကျွန်တော်ပြောမယ်ကိုမင်းလည်းပြဿနာမဖြစ်ချင်လို့တော့မှကိုမခဏနေကိုမင်းလည်းပြဿနာမဖြစ်ချင်လို့တော့မှကျွန်တော်တို့ထိုင်းမှာကိုမင်းအဲ့လိုပြောတာကျွန်တော်တို့ဘာမှမပြောဘူးနော်ကိုကကိုနေတာအဲ့မန်လေးမှာဟုတ်လား ပြောပါသေးဆိုပြီးတော့ပဲ ငါအခုတောင်းမှပေးမယ် live လုပ်ပြီးတော့ ပြေတယ်ကျွန်တော်တို့ကပြဿနာလည်းမဖြစ်ချင်ဘူးကျွန်တော်လည်းပြဿနာဖြစ်ကျွန်တော်အေးစေးပဲနေကျွန်တော် Facebook လည်းမသုံးဘူးကျွန်တော်ဘာမှမသုံးဘူး အခုပြီးပါပြီကွာအကုန်လုံးငါမှားပါတယ်မင်းတို့ပြောလို့live လုပ်ပြီးတော့ခဏနေ ကျွန်တော်တို့ပြောလို့မားတာမဟုတ်ဘူးကျွန်တော်နာမည်တက်ပြောလို့မားတာကိုမင်းကျွန်တော်တို့လို့မပြောနဲ့တို့ဆိုကျွန်တော်တပွဲလုံးပြောရမလို့ကိုမင်းပြောတာကျွန်တော်တယောက်တည်းပဲပြောသွားတာနာမည်တက်ပြီးတော့ ဒီလိုပြောမိလို့မို့ဟိုလုပ်နေတောင်းမှပေးမယ်ပြီးတော့အကုန်လုံးပြီးပါအောင်ငါပြောပေးမယ်သူကဒီလိုလူသားမျိုးမဟုတ်ဘူးအဲ့ပုံစံမျိုးဆိုတော့ငါပြောပေးမယ်ရလား ရတယ်လေပြော နောက်ကလည်းဘာမှမပြောတော့ဟုတ်ပြီလား ရတယ်ပြောဘာမှမဖြစ်ကျွန်တော်တို့ကဘာမဖြစ်ချင်လို့တော့ကိုမင်းအဲ့နေတာကျွန်တော်တို့ဘာမှမပြောတာပြောချင်အဲ့နေတာပြောလို့ရတယ်နော် ဟိုအဲ့ကြတော့ငါတော့မယ်ဒီပုံကလည်းအကြာကြီးပြောလို့မရဘူးဒီတော့ကြာတော့မှပတ်ပတ်လေးလုပ်နေပြီးရင်ငါဟိုငါလည်းဒီမှာအခုကဖုန်းလေးပိတ်ထားရတယ်ငါဖုန်းပိတ်ထားရဆိုမင်းတို့ကိစ္စတွေကြောင့်မဟုတ်တော့အပြဿနာတွေငါမှာဖုန်းလေးပိတ်ထားရတယ်ဖုန်းလေးပေါင်ရရတယ်ဒီဘက်ဆိုရင်ငါယူတယ်ညာဘက်ဆိုရင်ငါပြန်ပေးခဲ့ရတယ်ဒီမှာလည်းငါအခက်အခဲနဲ့ငါရှိနေပါပြဿနာမှငါမသိဒါမလို့အခုမင်းတို့ဘက်ကပြန်ပြီးတော့ဖုန်းဆက်လာဒါတော့အကျွေးချင်းနေနေတာငါမကိုင်းဘူးဖုန်းလေးဆိုတာအကျွေးချင်းမဟုတ်တော့ပါဘူးလို့အကျွေးချင်းဆိုတာငါရရလေးရှိတယ်ဒါငါအခက်အခဲကိုပြောပြတာမင်းတို့နဲ့ပြဿနာမဖြစ်သေးချင်းချင်းလို့ပြောတာမဟုတ်တော့မင်းတို့ပို့တင်ထားတာလိုက်ရထားတယ်ငါမသိဘူးငါကိစ္စနဲ့ငါပူနေတဲ့အချိန်မှာအခုငါပြန်တောင်းမှပြင်မယ်လိုက်လို့တော့ဖုန်းဟိုကလုပ်ပြီးတော့ဒီ wifi နဲ့ဖုန်းကိုကိုပိတ်ပြီးတော့ငါလိုက်လို့ပြင်မယ် ရတယ် ဒီကိုလိုဖုန်းနဲ့ငါလိုက်လို့ရတယ်ဟုတ်ပြီလားသိပြီလား အဲ့လိုကိုမင်းတခြားကောင်းမှပြောပြန်တော့မှပဲဆိုအဆင်ပြေတယ် ဖုန်းပိတ်တော့မှာလို့ ရတယ်ကျွန်တော်ပြောတာကျွန်တော်တို့တခါတည်းပြောမယ်ကိုမင်းတခါတည်းပြောမယ်လိုင်းလို့လည်းကျွန်တော်တို့ရွှဲသလိုဆောင်းသလိုတော့မပြောနဲ့ပြောရင်တော့တဲ့ပြော ဟောမင်းအခုမှလည်းပုံစံတော့ငါတောင်းမယ် အေးလေတောင်းမယ်တဲ့ပုံစံဆိုတာမှန်တယ်ကိုမင်းစိတ်ထဲအယူသသားအမှန်ကန်တကယ်တောင်းမယ်ဆိုတော့တကယ်မဟုတ်လို့တောင်းမယ်ဆိုလက်ခံတယ်ရွှဲသလိုဆောင်းသလိုတော့မပြောနဲ့တခါတည်းပြောရတာကိုမင်းကို စိတ်ချဒီပြဿနာတွေလည်းအရှိန်မဖြစ်ချင်ဘူးဒီမှာလည်းပြီးလိုက်ကြတယ်တခါတည်းပြီးရှင်းမယ်ကျွန်တော်ယောက်ျားတွေပဲတဲ့ပဲလား ရပြီ ဒါမှ live ပေါ်မှာရှင်းတယ်မလို့ လို့ရှင်းတာငါကြိုက်တယ် ဒါပဲ အဲ့လိုမျိုးကသဘောကျတယ်ဟုတ်ပြီလား ဒါပဲကျွန်တော်လည်းအဲ့လိုပဲသဘောကျတယ် ဘုံမင်းလေးရှင်းတာကသဘောကျတယ်အဲ့လိုလည်းမယုံကြည်လို့မို့မင်းကိုပြောတယ်မင်းကနေမဟုတ်တဲ့အကြောင်းမင်းပြန်ပြီးတော့ငါ့ကိုပြန်ပြောတယ်အဲ့လိုကသဘောကျတာ အဲကျွန်တော်လည်းအဲ့လိုပဲ ဒီအောင်နဲ့ဒီအောင်စိတ်ရှင်းသွားတာဒါမှမဟုတ်အုံလေးနဲ့ဘာမှမဟုတ်ခဲ့နဲ့မိမလေးလိုဟိုလိုက်ကြောင်းဒီလိုစောင်းနေရတယ်ငါမကြိုက်ဘူးငါလည်းမကြိုက်ဘူးမင်းတို့လည်းအခုမင်းတို့မင်းသားလေးတို့ငါ့ကိုတဲလာချင်းနဲ့မော်ကြီးကတဲလာချင်းနဲ့အဲ့လိုတဲလာချင်းနဲ့ဒီမှာငါလည်းတဲပြန်ပြောတယ်ပြန်ဖြေချင်းပဲဘာမှလည်းစောင်းတာကြီးမပါဘူး ရပြီ စိတ်ကအဲ့ဒါအဲ့လိုဒဲရှင်းအောင်ငါသဘောကျတယ်ရွေးစောင်းပြီးပို့တင်လာပြီးပါရှောက်ပြီးတော့လောက်တာငါသဘောမကျဘူး ပြီးတော့အခုကိုမင်းအခုတခါတည်းပြောရမယ်ကို ဖြေချင်းပြတယ် ကိုမင်းအခုတခါတည်းပြောလိုက်အောင်မယ်ကိုမင်းလိုက်လို့ရင်ပြန်ပြောရမယ်ဆိုတခါတည်းပြောလိုက်ကိုမင်းကြီးမှာလောင်းတဲ့လူတွေအကုန်လုံးကျွန်တော်တို့ပွဲခွေးဘူးတို့မော်ကြီးတို့ပွဲဆိုရင်ဘယ်ကောင်းမှမလောင်းပါနဲ့လို့တခါတည်းပြောလိုက်ကိုမင်းကြီးမှာလောင်းတဲ့ကောင်တွေနော် ငါလည်းဘေးကြီးမလုပ်တော့ဘူး အခုမဟုတ်ဘူးကိုမင်းမှာပြောတဲ့ကောင်တွေအခုကိုရိုးတော့ဘာမှမပါဘူးကေတော့ဘာတော့တခါတည်းပြောလိုက်ဘေးကြီးခွေးဘူးတို့ပွဲမလုပ်ဘူးလို့ပြောလိုက်ကိုမင်းတခါတည်းနော်အဲ့တော့မှကျွန်တော်တို့ပွဲမကြိုက်မလုပ်ချင်တဲ့လိုက်သမားရှိလို့ရှိရင်ထည့်ပြောကျွန်တော်တို့ရတယ်ကျွန်တော်ပေးမလို့ဘူးနော် အေးလို့ငါပြောလိုက်မယ်အဲ့ဒါထားလိုက်တော့အဲ့နောက်ပိုင်းကိစ္စတွေဟုတ်ပြီလား ရတယ်အခုကကိုမင်းအဲ့လိုပြန်ရှင်းမယ်သူရှင်းပြတယ်ရတယ် အင်တာနက်ဒီတောင်မီးဖွင့်မှဖုန်းငါ့ကိုဆက်လာခဲ့ပြီလား ဟုတ်ပြီဟုတ်ပြီ ဘုမဆက်လို့မရဘူးတကူခုချစ်လို့တင်ပြောတာပါဟယ်လို ရတယ် ဘာပြောမလဲပြောရတယ်တခါလေးပြောဟုတ် ရပြီဘာပြောရကိုမင်းအဲ့လိုပြန်လုပ်မယ်ဆိုရပြီပြန်ရှင်းမယ်ဆိုရပြီ ဘာပုံမှန်နဲ့ဆွဲမှာလဲဆိုတော့
နာမည်မှာပါတယ်လေ ချရတယ်ဗလား ဟုတ်လားခွေးဖို့ကျွန်တော်ကအရှင်လေးမင်းမှန်တယ်ဆိုရင်မင်းတရားဆွဲဟုတ်လားမင်းမမှန်ဘူးဆိုရင်ဟုတ်လားမင်းအချက်ကွဲမယ်မင်းတိတ်ခါမင်းကြမယ်ကျွန်တော်ကအရှင်ဟုတ်လားနာမည်နဲ့လေပြောထားတာခွေးဖို့အဲ့ဒီလေခွေးဖို့ကပါလုပ်ပွဲဆိုတော့မင်းတို့ကပြောတိုင်းမှာတန်ဖိုင်တော့ရှိတယ် ထူးကဆိုတော့ သူတက်ပိုင်ကိုမရှိဘူးလေဟုတ်လား ထူးကဆိုတော့မင်း ဘယ်နဲ့နာမည်တက်ပိုင်ကိုမရှိဘူးလေဟုတ်လားအချက်လက်တီးကြထုတ်ပြလိုက်ဟုတ်လားဒီကောင်လုတ်တယ်ဟုတ်လားဒီကောင်ယူထားတယ် ကျွန်တော်ရှင်းကသားလာတယ်ဗျာကြားလာယူသားကသားလာနိုင်ယူလိုက်တယ်ရှုံးပေးလိုက်တယ် ထူခံ တင်ကွာကိုပြန်လေ ဝဲဆိုလိအောင်လောင်း အထူးကဆိုတော့တခါပြောရတော့ကျွန်တော်တို့ပွဲလောင်းမလောင်းမအတင်းမပြောဘယ်ကောမလောင်းနဲ့ လောင်းကသားဆိုတာရှင်းရှင်း မလောင်းနဲ့ကျွန်တော်တို့တပွဲမလောင်းနဲ့ဗျာ မင်းတို့မလောက်ဆိုတာမင်းတို့လောက်ရတယ်မင်းတို့နော်မင်းတို့နိုင်သွားလို့လည်းငါတို့တပြားမှ တပြားမပေးတာမဟုတ်ဘူးတပြားမလည်းစားရတာမဟုတ် ရှုံးမမင်းတို့ကမင်းတို့မလောက်ချင်နေ နိုင်ကိုပေါ့ဒီကခေါင်းတဲ့အောင်မှာကပြောရမယ်ကောင်းတာမရှိဘူးဟုတ်လားအဲ့တော့ကိုပေါ့ကိုနိုင်တဲ့မောက်အပြင်းပြေထိန်းထိန်းလောက်ကြဘဒုရဲ့လုံးမပြောတာမဟုတ်ဘူးဘဒုမဆို လောင်းကစားတော့တားတဲ့ကောင်စားလင်းတဲ့ကောင်စားပဲဘယ်လောင်းကစားမှမဆိုလောက်ပွဲရှိတယ် ဘဒုမှလည်းသူတို့ကလောင်းခိုင်းနေတာမဟုတ်ဘူးအဲ့တော့မလောင်းခိုင်းဘူးပြောရမယ် အဲ့လိုပွဲလည်းမင်းတို့လောင်းပေးပါဦးငါလောင်းမပြောဘူးလောင်းခိုင်းမှု ဘယ်သူမှလည်းကျွန်တော်အတင်းမလောင်းခိုင်းဘူးနော်လောင်းမလောင်းမကျွန်တော်တို့ပွဲကိုဘေးကြီးလောင်းမလောင်းမလောင်းမအတင်းလည်းမလောင်းခိုင်းလောက်ပွဲရှင်းတယ်ဆိုတာကိုအဲ့လိုမဟုတ်ပါဘူးနော်ဒါကျွန်တော်ပြောလို့ကျွန်တော်ရှင်းတာပါ သူကပြော ဟိုလိုလောက်ပွဲကျွန်တော်ရှင်းတယ်ပြောတယ်မဟုတ်ပါ လောက်ပွဲတွေရှင်းတာကိုပြော သူကခက်ချင်ကမခက်ကျွန်တော်စိတ်လည်းမဝင်စားဘူး လဲမွန်တော့ခေါင်းနဲ့ ကိုကြောင်ကိုစိတ်ဝင်စားခေါင်းလည်းမရှိဘူးသူတို့ကြောင်လေဟာသူတို့ခက်ချင်ကမခက်ချင်နဲ့စိတ်ဝင်စားကိုမကြိုက်မလားမလားကြည်လည်းမရှိဘူးဒါပဲပြီးရှင်းတယ်ကိုဘက်ကိုခက်တယ်ကိုလောင်းခက်တယ်ကိုနိုင်တယ်လောက်ကိုလောင်းတယ် သူတို့ပြောတဲ့ခွေးဘူးနဲ့ရုံကုန်နဲ့ခွေးဘူးကြည်တာဘက်ကသွားဆွဲတာကြည်တာဘက်သွားဆွဲလို့ပြောနော်ကျွန်တော်ဘယ်လိုလဲမကြီးနဲ့ဝုံကခတ်တယ် ဟုတ်တယ် လေကြီး3000ခတ်တယ်ဘိုးညာ3000ကျွန်တော်2000လောက်ခတ်တယ်ဘေးကလူတွေဆွဲတယ်ကျွန်တော်ဘက်ကမကြိုက်လို့ဟိုဘက်တော့လောက် ပြောတယ်မော်ကြီးရှုံးမှာမင်းအဲ့ပွဲ ကြည်တယ်လောက်ဘက်သွားလောင်းကြည်တယ်လောက်ဘက်သွားလောင်းတယ် အောက်ဘက်တော့မလောက်အဲ့လိုကျွန်တော်နိုင်ခတ်သွားကြတော့အဲ့ဒါဘယ်သူလောက်ပွဲဆိုတာပဲဟုတ်လားဘိုးတို့ကရှုံးလို့ရှိရင်လောက်ပွဲဘိုးတို့ပတ်သက်များရင်လောက်ပွဲ အနည်းကလည်းအဲ့မှာတော့ပြောရပါသေးတယ်အမှဗာလေကိုမင်းတို့အဲ့မှာပြောကြတော့လေသူနဲ့ဆိုပါလို့ဗျာကျွန်တော်နာမည်တမပြောပါဘူးသူနဲ့လောက်ပွဲဆော့ကစားသမားနဲ့အတူတူတွဲပြောဆော့ဆို तू ကသူ့ကိုမပြောနဲ့တဲ့ဟုတ်တယ်မလားအဲ့လိုတွဲလေအခုခွေးပုနဲ့ကြည်တာဆိုလေကျွန်တော်ကပွင့်လင်းခေါ်လိုက်ရှင်းလိုက်ဟုတ်လားကိုကြည်တာဆိုလေဒါပြောရမလို့ဒါအခုသူတို့တွဲဆော့ကြတယ်ဒါကျွန်တော်တို့လူလည်းမဟုတ်ကျွန်တော်တို့ကလက်ကလည်းမဟုတ်ဘူးဟုတ်လားကျွန်တော်ပြောတာ ကျွန်တော်သိန်းနဲ့ခတ်ပြီးတော့မှတခါကျရင်တောင်းရလောက်ချင်မလောင်းတာ အေးပြ ဒီဘက်ကျရင်ဒီကောင်ခွေးဘူးထွက်တယ်ဘယ်လဲကြိုက်မလောင်းတာမကြိုက်မလောင်း ဆိုင်ဦးကျွန်တော်တို့မှာ မလောင်းဘူးဒီကောင်ခွေးဘက်လို့ရောက်မိုးယူမကောက်လောထည့်ပြီ तू မလောင်းဘူး तू မေးကြတော့လောင်းအခုစက်သိန်းပြတယ်မလားမေးတော့လောင်းနေတောင်းတက်နေတောင်းသိန်းတောင်းတက်နေသိန်းတောင်းမလောင်းတာ तू ကကျန်တာ तू မလောင်းတာဝယ်တာအတိုင်းပဲကျွန်တော်ကရှင်းလေးရုံသွားတဲ့တိုက်က ဟုတ်လားအကုန်လုံးကကိုပြောမှဆိုရင်ဗျာဒီလိုလူချင်းမပြောနဲ့မိသားစုထဲမှာတော့မှစိတ်မတူတဲ့လူတွေအများကြီးပဲကျွန်တော်ပြောတာဟုတ်လားကျွန်တော်လုပ်ရတဲ့ဟိုကျွန်တော်အမလုပ်ရတဲ့တူချင်မတူမယ်ကျွန်တော်မေလုပ်ရတဲ့တူချင်မတူမယ်စိတ်တက်ချင်းတူချင်မတူမယ်မဟုတ်သဘောတရားကိုပြောပြတာနော်ပြီးတော့ကျွန်တော်တို့ကလက်ကစားသမားတွေလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အခုကိုသားပြုပြီးတော့အခုပသိမ်တို့ပါလို့ဆိုလဲဒါပြိုင်ပွဲဝင်ပြီးတော့ဆော့ဟုတ်လားသူ့ကိုဒီလိုမျိုး line မှာလုတ်ပွဲအဲ့ဆိုမင်းရှင်းဟုတ်လားကျွန်တော်ပြောဟုတ်လားမင်းကိုပြောနေတယ်မင်းလည်းသိခါကြတယ်မင်းငါတို့ကိုသားပြုပြီးတော့ဆော့တဲ့အတွက်ကြောင့်မလို့ငါတို့လည်းသိခါကြတယ်ငါတို့လည်းမှန်မှန်ကန်တဲ့လို့တစ်ခါမှမလုပ်ဘူးတန်တရားကျွေးပါမယ်လို့တရားတော့မလုပ်ဘူးကြည့်လိုက်အကုန်လုံးเนาะအကောင့်ထဲမှာရှိတယ်တက်နိုင်မြလူတွေကိုကူညီနေရပဲရှိတာเนาะအလူတွေလောက်တယ်ကူညီတယ်ကျွန်တော်လုပ်ငန်းတွေကျွန်တော်မှကျွန်တော်အိမ်ယာတွေကျွန်တော် channel တွေအများကြီးပဲเนาะကျွန်တော်ကတိန်းထောင်ချီတဲ့အပွက်တွေယာနဲ့ချီရှိတယ်ဒီပတ်စံတွေကျွန်တော်ကဘာလုပ်မှာအလကားတွေလကားတော့လှူနေတာကျွန်တော်ပြောတာဟုတ်လားကျွန်တော်တို့ကချင်းလောကကိုချစ်လို့เนาะချင်းကိုဝါသနာပါလုံးလို့ကျွန်တော်တို့ကလိုက်ကြည့်နေရပဲရှိတာကျွန်တော်မှာဆိုကျွန်တော်အမေလည်းပါတယ်ဟုတ်လားကျွန်တော်တူမလေးတွေပါတယ်ကျွန်တော်ညီကိုတွေပါတယ်ဟုတ်လားကျွန်တော်မိသားစုဝင်တွေပါတယ်ဟိုတယ်တွေငှားတယ်ကျွန်တော်တို့လိုက်ကြည့်တယ်ဒါပဲလေ မင်းသားလေးဆိုတာဒါသူတို့အကုန်ရခိုင်ပြီးလိုက်လုပ်ပေးနေတာပဲကျွန်တော်တဲကန်ကသူတို့စိုက်ပေးတယ်တွေ့တယ်မွေးတယ်သူတို့ကကျွန်တော်တို့လိုက်ကြားတဲ့လောက်မှတစားနေရလူတွေမဟုတ်ဘူးသူတို့လုပ်ငန်းသူတို့ရှိပြီးသားသူကသူအေးသေးနေအိမ်မှာအေးသေးအမိနဲ့သူကဒူးနိုင်နေလဲဟိုဖြစ်တယ်အေးသေးနေလို့ရတယ် ကလောဆိုလဲဒါဖုံဖုံတို့ပွဲကျွန်တော်တို့သွားရတယ်ဟုတ်လားဖုံဖုံတို့ဆိုလဲကျွန်တော်တို့ဒါရောက်တာနဲ့ဟောကသားသမားဖုံဖုံကတင်ကြွေးထားတော့ကျွန်တော်တို့စံတွေလှူတယ်ဟုတ်လားကျွန်တော်တို့စီးတွေလှူတယ်အဲ့မှာမှတ်တမ်းတွေအကုန်ရှိတယ်နော်ပြီးရင်ကျွန်တော်ဖုံဖုံမွေးနေမှာပတ်စံတွေ10သိန်းတွေကျွန်တော်ကျဲပေးတယ်ဟုတ်လားကျွန်တော်ပြောတာကျွန်တော်တို့ကဒါဟိုဝါသနာပါလို့ဒါလိုက်ကြည့်နေတာဒါကျွန်တော်ကလောင်းကစားဆိုတာကကောင်းအောင်မကောင်းကျွန်တော်ကအရှင်လေးတက်နိုင်လို့ကိုမလုံးနဲ့ဟုတ်လားကျွန်တော်တို့ကပြိုင်ပွဲသွားမယ်ကြည့်မယ်သူတို့ဟုတ်လားသူတို့စော့မယ်ဟုတ်လားကျွန်တော်တို့နာမည်လည်းပါအဆင့်တွေတက်ကျွန်တော်တို့ပြောတယ်ဒါပဲလေဟုတ်ကဲ့ကြီးမကြိုက်လို့ရှုံးပေးရတဲ့အခြေအနေတွေနဲ့နှစ်ဖက်ကစားသမားတွေရဲ့သဘောတဘာဝကိုဒေါသတကြီးနဲ့တက်တက်ပဲရှင်းလင်းသွားတာကိုနားဆင်ကြရတာဖြစ်ပါတယ်။ဒီလိုချင်းလုံးလောကရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးမိဘပြည်သူတွေအနေနဲ့ရောဘယ်လိုထင်မြင်ကြလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး။နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုဖို့ like နဲ့ subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။